အလုံးပဲလွတ်လပ်စွာထိုင်ပြီးတော့တရားတော်ကိုကြည်ညိုနာယူလို့ရပါပြီကွယ်လွတ်လွတ်လပ်လပ်ထိုင်ပြီးတော့တရားတော်ကိုမှတ်မိအောင်တရားနာကြမယ်မင်းသုံးမင်းဘယ်မင်းမှမကောင်းဘူးအပမယုမနုဿာနံဒီအဆုံးမဩဝါဒလေးကိုအရကဆရာကြီးကဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတပည့်တွေကိုအဆုံးအမပေးခဲ့တယ်အပမယုမနုဿာနံမနုဿာနံလူအပေါင်းတို့ဤအာယုအသက်သည်အပံတူလှတဲ့လူတွေရဲ့အသက်ဟာတူတယ်ဒါအလုံးသိနေတာငယ်ငယ်လဲသိလက်လက်လဲသိကြီးတဲ့သူလဲသိကြတယ်ဒါကိုအရကဆရာကြီးကသူရဲ့တပည့်တွေကိုအမြဲတမ်းဩဝါဒပေးအပမယုမနုဿာနံမနုဿာနံလူတို့သည်မနုဿာနံလူတို့ဤအာယုအသက်သည်အပံတူတောင်းတယ်အရကဆရာကြီးဆိုတာဘုံဘုံတို့ကိုးကွယ်နေတဲ့တို့မြတ်စွာဘုရားနဲ့အယံအသက်ကွာတယ်အရကဆရာကြီးတို့လက်ထက်တုန်းကသက်တမ်းကအနှစ်6000အနှစ်ဘယ်လောက်လဲတို့မြတ်စွာဘုရားရဲ့သက်တမ်းက100တန်းပဲရှိတာအရကဆရာကြီးရဲ့သက်တမ်းက6000အနှစ်6000သက်တမ်းလူတွေရဲ့အသက်ကိုမေးလိုက်ရင်9000 4000အသက်တွေမရှိဘူးလားတို့မြတ်စွာဘုရားရဲ့သက်တမ်းကာလကြတော့100ပဲရှိတယ်လူတွေမေးလိုက်ရင်80 90သေးပြီသူက100တန်းကို30 40သေးပြီအဲ့ဒီအရကဆရာကြီးတို့သက်တမ်းအနှစ်6000တုန်းကလူတိုင်းမှာယောဂ6မျိုးပဲဖြစ်တယ်ယောဂဘယ်နှမျိုးအခုခေတ်အနှစ်6000မှာယောဂ6မျိုးပဲရှိအခုတူလာတဲ့100တန်းမှာကြတော့96ပါးမကဘူး108ပါးမကဘူးများလိုက်တဲ့ယောဂတွေမကွာဘူးလားကွာတာဘောဟိုကအနှစ်6000နေရတာတို့ကအမိဝမ်းထဲမှာတော့သိချင်းသိကြတာတူလို့မရလားအနှစ်6000ကာလတုန်းကဘယ်လိုယောဂ6မျိုးတွေဖြစ်ပါသလဲဗျာစလီဝအာဘာရာအဟေသုံးအာဘာရာအနာယောဂတို့သည်စလီဝ6မျိုးသာလင်အဟေသုံးဖြစ်ကုန်ပြီတဲ့အဲ့ဒီယောဂ6မျိုးကတိတံဩနံအဲ့ဒီတုန်းကဖြစ်တဲ့ယောဂ6မျိုးကတိတံဩနံဇိကိစ္ဆာပိပါဒဥစ္စာရောဝါပတ္တဝောဝါဘယ်နှမျိုးအလုံးဆိုတိတံဩနံဇိကိစ္ဆာပိပါဒဥစ္စာရောပတ္တဝောဝါအဲ့ဒီ6မျိုးလေတိတ
ဩနာဇိကိစ္စပိပါဒဥစ္စာရပတ္တဝတိတဆိုတာအေးတယ်တဲ့သိအေးတာပဲလို့ပြောရင်အဲ့ဒါယောဂတဲ့ဩနံပူတယ်ဩနံသိအိုက်တာပဲသိပူတာပဲလို့ပြောရင်အဲ့ဒါယောဂတဲ့ဗျာဇိကိစ္စထမင်းစားတယ်ထမင်းစားတာယောဂတဲ့ပိပါဒရေတောက်ချင်တယ်ရေတောက်ချင်တာရေငတ်တာလဲယောဂပဲတဲ့ဥစ္စာရောဝါအလေးစွန့်ကျင်တယ်တဲ့အဲ့ဒါယောဂပတ္တာဝဝါအပေါ့စွန့်ကျင်တယ်ခြားလာယောဂလားဘယ်နှမျိုးအေးတယ်ပူတယ်ထမင်းစားတယ်ရေတောက်ချင်တယ်အလေးစွန့်ကျင်တယ်အပေါ့စွန့်ကျင်တယ်အခြားလားယောဂလားအနှစ်6တုံးကဖြစ်တဲ့ယောဂအဲ့ဒီ6မျိုးတဲ့အဲ့ဒါလောက်6မျိုးဖြစ်တာကိုပဲလူတွေကတော်တော်ပင်ပန်းလာပြီတဲ့သိပ်ပင်ပန်းတာပဲအသက်တွေသိပ်တူတာပဲကွယ်လို့ပြောကြတယ်တဲ့စဉ်းစားကြည့်စမ်းကွယ်အခုခေတ်ယောဂကအဲ့ဓာတွေမထည့်ပါဘူးအနှစ်6000မှဖြစ်တဲ့ယောဂဝေဒနာနဲ့မတူတာတွေအခုဖြစ်စဉ်းစားကြည့်ပေါ့အခုဖြစ်နေတဲ့ယောဂတွေထဲမှာပူရာအေးတာပါပူရာအေးတာလောက်ကတော့ဘယ်သူမှကြည့်တော့မဆိုင်နော်ထမင်းစားတာရေတောက်ချင်တာလောက်ကတော့စကားလေးတော့ထဲမပြောတော့ဘူးဒါယောဂမှမဟုတ်ပဲနော်အဖို့စွန့်ကျင်တာအလေးစွန့်ကျင်တာကဒါယောဂမှမဟုတ်ပဲယောဂဆေးနဲ့မပါပါဘူးပါရာတွေကမကြာဘူးတာတွေဖြစ်အရကဆရာကြီးတို့အနှစ်6000သက်တမ်းမှာယောဂ6မျိုးဖြစ်ပြန်တော့လူတွေသိပ်ပင်ပန်းတယ်သက်တမ်းတွေတိုးတယ်ကွာဒီယောဂ6မျိုးကြောင့်အခုတော့ယာရန်မှာစုံကြပြီမှန်ရဲ့လားအဲ့ဒီလိုသက်တမ်းတွေကလည်းယောဂတွေနဲ့ရှင်စိတ်ပင်ပန်းကိုယ်ပင်ပန်းသက်တမ်းတွေတိုးကြပါသဖြင့်စရိယာဒိဋ္ဌတိသောဝါလူတိုင်းဥကောင်းမီးလောင်တယ်လို့ကျင့်ရမယ်အရကဆရာကြီးကလူတွေကိုအဆုံးမပေးတယ်ဥကောင်းမီးလောင်တယ်လို့ကျင့်ပါတဲ့စရိယာဒိဋ္ဌတိသောဝါဥကောင်းမီးလောင်တယ်လို့ကျင့်ကြပါမီးလောင်တော့လောင်နေတဲ့မီးကိုမြန်မြန်မငြိမ်းရဘူးလားလောင်နေတဲ့မီးကိုမြန်မြန်ငြိမ်းသရသလုံးမိမိတို့ကိုလုပ်ရမယ့်အလုပ်ကိုလည်းမြန်မြန်လုပ်ကြတဲ့ကုသိုလ်လုပ်မယ်ဆိုရင်လည်းမြန်မြန်လုပ်တရားအားထုတ်မယ်ဆိုရင်လည်းမြန်မြန်အားထုတ်ရမယ်တဲ့မီးလောင်တဲ့ပုဂ္ဂိုလ်ဟာမီးကိုမြန်မြန်ငြိမ်းတယ်လို့ပဲဒီမီးကဘယ်ကမီးလဲဘယ်သူပြစ်လိုက်တာလဲယောက်ျားပြစ်လိုက်တာလားမိန်းမပြစ်လိုက်တာလားလောင်နေတဲ့မီးကကိုရင်နံစီမီးလားဓာတ်စီမီးလားမီးသရုပ်လျှောက်ခွဲနေရင်ပြာကျသွားမှာပေါ့အဲ့ဒါတွေမေးမနေနဲ့တဲ့လောင်နေတဲ့မီးကိုပဲဘာလို့ရမလဲမြန်မြန်ငြိမ်းသမငြိမ်းသလိုမိမိဘဝမှာယောက်ျားလားမိန်းမလားအသက်ကဘလောက်လဲငါငယ်ပါသေးတယ်အာမထုတ်သေးလဲရသေးတယ်ဟဲ့ငါကျမ်းမာနေတာပဲအကောင်းကြီးရှိသေးတာပဲကုသိုလ်တွေနောက်မှလုပ်လဲရတာပဲဆိုပြီးအချိန်နေဆွဲမနေနဲ့တဲ့ကုသိုလ်ဆိုရင်လည်းမြန်မြန်လုပ်တရားအားထုတ်မယ်ဆိုရင်လည်းစရိယာဒိဋ္ဌတိသောဝါဥကောင်းမီလောင်တဲ့ပုဂ္ဂိုလ်လို့အဲ့ဒီလိုကျင့်ပါရှင်းသလားဟိကတ္တဗံကုသလံစရိတဗံမြမစရိယံကုသလံကုသိုလ်တွေကိုကတ္တဗံမြန်မြန်လေးပြုလုပ်ကြရမယ်
ဗျမစရိယမြတ်သောအကျင့်တွေကိုအာထုံမှုတွေကိုစရိတပံမြန်မြန်လေးအာထုံရမယ်မရလားဟိဣတိဤသို့ဘဂဝါသုံးလောကထွတ်တင်တို့ဘုရားရှင်သည်ကထေတိကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းဒါကြောင့်ပြိဿရဲ့အရကဆရာကြီးတို့ခေတ်တုန်းကနှစ်ဘလောက်သက်တမ်းနေရှည်ပြီးတော့နေရတို့ရောက်နေတဲ့သက်တမ်းကြတော့တရားတန်းတော်မှအခုစုပ်ကတ်ထဲဝင်သွားလို့80 80ဆိုရင်မနေရတော့ဘူးမရော့လာဘူးလားအဲ့ဒီလိုအချိန်ထဲမှာလူတိုင်းတစ်နေ့ဘာတို့ရမလဲဆိုတော့အိုရာရဲ့နာရာရဲ့သေရာရဲ့လွတ်သလားပြန်ပြောအိုမဲရှင်းသလားဆိုငါတို့သည်လဲအိုမှာပဲအိုရဲ့အောင်သာကြိုးစားပါငါတို့သည်လဲနာမှာပဲနာရဲ့အောင်သာကြိုးစားပါငါတို့သည်လဲပေမှာပဲသေရဲ့အောင်သာကြိုးစားပါတရားရအာထုတ်ထားရင်ဥရဲတာပေါ့တရားတွေတာအာထုတ်ထားရင်နာရဲတယ်သေရဲတယ်ကုသိုလ်အလုပ်တွေတာများလုပ်ထားရဲ့ဥရဲနာရဲသေရဲတာပေါ့ဘာကုသိုလ်မှမလုပ်ထားဘူးဘာမှအာမထုတ်ထားရင်ဥတာလဲကြောက်တာပဲနာတာလဲသေတာလဲရှင်းသလားဒါကြောင့်မြတ်စွာဘုရားလက်ထက်ကအရှင်သမိတ်ဒီဆိုတဲ့ကိုတော်ကလေးဟာရုပ်ရည်အင်မတန်ချောတယ်ခန္ဓာကိုယ်အချိုးစားလည်းအယံပြည့်ဖြစ်တယ်တနေ့သောအခါမှာအရှင်သမိတ်ဒီကိုတော်လေးသည်တဘောဓမြစ်ကမ်းမှာရေချိုးရင်းနဲ့မြစ်ကမ်းနှစ်ဖူးလေးမှာမတ်တက်ရရေစစ်နေတဲ့အချိန်အနာကနတ်သမီးလေးတယောက်ဖြတ်သွားနတ်သမီးလေးသည်အရှင်သမိတ်ဒီကိုမြင်လိုက်သည်နဲ့တပြိုင်နက်တန်ရောစဉ်ဖြစ်သွားပြိဿဘာဖြစ်သွားလဲတန်ရောစဉ်ဖြစ်သောနတ်သမီးလေးသည်အရှင်သမိတ်ဒီမထေမြတ်ပါကိုရ၍ရှောက်တယ်အရှင်ဖယားဘာဖြစ်လို့မြန်လူဘဝကိုစွန့်ခွာပြီးယဟန်ပြုတာလဲအရှင်ဘုရားဟောဒီလောကီစည်းစိမ်ကာမဂုဏ်အိမ်ထဲမှာစွန့်လွတ်စွန့်ခွာပြီးတော့အရှင်ဘုရားယဟန်ဘာလို့ဝတ်ရတာလဲအရှင်အခုလို့တရားတွေအားထုတ်နေတာအချိန်တွေသိပ်ဖြုံးတယ်အရှင်အချိန်တွေမဖြုံးလိုက်ပါနဲ့လူဘဝချမ်းသာလူအခွင့်အရေးတွေကိုပြည့်ဝခံစားဆန့်စားပြီးမှအရှင်အသက်ကြီးမှဘုန်းကြီးဝတ်လေရတာပဲအရှင်ရဲ့အရှင်ယခုလိုတရားအားထုတ်နေတာလူဘဝရဲ့အခွင့်အရေးလူဘဝချမ်းသာတွေကိုလက်လွတ်အဆုံးရှုံးခံပြီးအချိန်တွေဖြုံးတာနဲ့တူတယ်အရှင်ရဲ့အရှင်သမိတ်ဒီကိုနတ်သမီးလေးကမစည်းရုံးဘူးလားဟဲ့အခြားလားလူထွက်ဖို့လားအရှင်သမိတ်ဒီကသိလှတယ်အရှင်သမိတ်ဒီသည်ကိုအင်္ဂါပြည့်ပြစ်တယ်နေရောက်အောက်မှာရေစစ်နေတာနတ်သမီးအနာကဖြတ်သွားသည်နဲ့ချက်ချင်းတန်ရောစဉ်ဖြစ်လို့ဒီစကားကိုရှောက်လိုက်တာအရှင်သမိတ်ဒီကပြန်ပြောတယ်ကာလံသောဟံနာဇာနာမိကာလံသောဟံနာဇာရမိစန္ဒောကာလောနဒိဋ္ဌတိအလိုနတ်သမိ
ငါတို့ဟာဘယ်ချိန်ဘယ်ကာလသိရမယ်ဆိုတာကိုဘယ်သူမှမသိနိုင်ကြဘူးနတ်သမီးရဲ့ရှင်းသလားကာလံသောဟံနာဇာနာမိစန္ဒောကာလောနဒိဋ္ဌတိနတ်သမီးရဲ့ဟောဒီဘဝခန္ဓာရာထားတဲ့ပုဂ္ဂိုလ်တိုင်းသည်ဘယ်ချိန်ဘယ်ကာလမှာသိရမယ်ဆိုတာကိုဖြင့်အလုံးမသိကြဘူးနတ်သမီးရဲ့သိသလားဟဲ့အဲ့ဒီလိုမသိနိုင်ပါသောကြောင့်မသိနိုင်သောငါတို့သည်တတ္တမအဘိက္ခဝခမိအဲ့ဒီလိုသိခြင်းတရားတွေကိုမသိနိုင်ပါသောကြောင့်ကာမစည်းစိမ်ဟောဒီလူခန္ဓာအိမ်ကြီးကိုစွန့်ခွာ၍ငါတရားတွေအထုတ်နေခဲ့တဲ့နတ်သမီးရဲ့လူတိုင်းမှာသိမဲ့အချိန်သိမဲ့ရက်သိမဲ့နေ့သိမဲ့နာရီမိနစ်စက္ကန့်သိမဲ့အရက်ဒေသလူတွေမြုပ်နှံမဲ့သုတ်တံဘယ်အရက်ရှိတယ်ဆိုတာမသိနိုင်ဘူးသိနိုင်သလားသိနိုင်ပါဗျာကာလံသောဟနဇာနာမိစန္ဒောကာလောနဒိဋ္ဌတိလူတွေရဲ့ဘဝသိရမယ့်အချိန်ကာလတွေမသိနိုင်ပါသောကြောင့်ငယ်ငယ်လေးသိကြီးလေးသိချမ်းသာတဲ့သူလည်းသိဆင်းရဲတဲ့သူလည်းသိယာရုရှိတဲ့လူလည်းသိယာရုမရှိတဲ့လူလည်းပညာတတ်တဲ့လူလည်းသိပညာမတတ်တဲ့သူလည်းဒါကြောင့်ဆိုအသက်ငယ်လဲသိမှာပဲမမြဲခန္ဓာကြောက်เสียရာပစ္စည်းရှိလဲသိမှာပဲမမြဲခန္ဓာကြောက်เสียရာရုပ်ရည်ချောလဲသိမှာပဲမမြဲခန္ဓာကြောက်เสียရာယာရုရှိလဲသိမှာပဲမမြဲခန္ဓာကြောက်เสียရာမအားသေးလဲသိမှာပဲမမြဲခန္ဓာကြောက်เสียရာတတ္တမအဘုဒ္ဓဝါဘက္ခာမိတတ္တမအဘုဒ္ဓဝါဘက္ခာမိတတ္တမဤကဲ့သို့မမြဲခြင်းသိခြင်းသဘောတရားတွေကိုသိခဲ့ပါသောကြောင့်အဘုဒ္ဓဝါလောကစည်းစိမ်ကာမဂုဏ်အိမ်တွေကိုငါမခံစားတော့ဘဲနဲ့ဘက္ခာမိတရားအားထုတ်လို့နေတဲ့နတ်သမီးရဲ့အရှင်သမိတ်ကြီးကနတ်သမီးလေးကိုအဲ့ဒီတရားဟောပါတယ်ကွယ်အခြားလားသိခြင်းတရားလားသိခြင်းတရားပါဗျာသိနိုင်သလားသိနိုင်ပါဘူးဗျာဇီဝိတံဗျာရိကာလောသတေယနိဂေပဏံဂတိဝိစေတေဇီဝလောကသမိန်အာနိမိတ်တေနာနာယရေဘယ်အသက်မှသိရမယ်ဆိုတာလဲမသိဗျာရိလို့ခေါ်တဲ့ဘယ်အနာယောဂဘယ်ဝေဒနာတွေနဲ့သိရမယ်ဆိုတာကိုလေဇီဝိတအသက်တစ်နှစ်လဲသိတာပဲ10နှစ်လဲ30 40တွေလဲစကြောတက်ပြီးလဲလေဖြတ်ပြီးသွေးတို့နှလုံးဘယ်အနာဘယ်ဝေဒနာနဲ့သိရမယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးကာလလို့ခေါ်တဲ့နက်နဲ့ခင်းကအကောင်ကြီးနေခင်းမှာသိတယ်နေ့လေခင်းတုန်းကစကားတော်ပြောလိုက်သေးတယ်ကွယ်ညကြတော့တငယ်ချင်းသိပြီးတဲ့အဲ့ဒီအချိန်ကာလကိုရောသိနိုင်သလားသိနိုင်ပါဘူးဗျာဒေဟနိခဗန္နလူတွေရဲ့တုတ်တန်မြုပ်နှံရအရက်ကိုလည်းမသိနိုင်ပါဘူးတဲ့မြို့သူမြို့သားတွေကတောအလေသွားရင်လည်းသိတယ်ခန္ဓာတောတုတ်တန်မြုပ်ခဲ့ရတောကဆွေမျိုးတွေမြို့ကိုအလေလာရင်ဖျားဖူးရင်ကျမ်းမာရေးစစ်စစ်ရင်မြို့မှာပဲဆုံးလို့မြို့တုတ်တန်မြုပ်ရတယ်
ဒါကြောင့်ကိုယ်ဘဝခန္ဓာကိုယ်ကြီးမြုပ်ရမယ်သုတ်တန်ကြိုသိပါမလားဂတိလို့ခေါ်တဲ့သေပြီးတဲ့နောက်ပိုင်းမှာသွားရလာရမယ်ဘုံဘဝကိုလည်းကြိုမသိနိုင်သလားလူပြန်ဖြစ်မယ်သိသလားသေပြီးရဲ့နတ်ဖြစ်မယ်ငရဲကြမယ်ဗြဟ္မပြည်ရောက်မယ်ဟဲ့ဘယ်သူမှမသိနိုင်ဒါကြောင့်မသိခြင်း၅မျိုးဘယ်နှမျိုးလဲဘယ်အသက်မှသိမယ်ဆိုတာလည်းမသိနိုင်မရလားဘယ်အနာယောဂနဲ့သိရမယ်ဆိုတာလည်းဘယ်အချိန်ဘယ်ကာလသိမယ်ဆိုတာလည်းသိနိုင်သလားခန္ဓာကိုယ်ကြီးဘယ်သုတ်တန်မြုပ်ရမယ်ဆိုတာလည်းဘယ်ဂတိကိုသွားရမယ်ဆိုတာလဲဘုံဘဝမသိဘူးဟေ့ရှင်းသလားဆိုဘယ်အသက်မှာသေရမှာသူငါမသိနိုင်ဘယ်အနာနဲ့သာသေရမှာသူငါမသိနိုင်ဘယ်အချိန်မှာသေရမှာသူငါမသိနိုင်ဘယ်သုတ်တံမှာမြုပ်ရမှာသူငါမသိနိုင်ဘယ်လိုနေရာသွားရမှာသူငါမသိနိုင်ဘယ်နှမျိုးဘူးမှမသိနိုင်ဖယားမတပါဘယ်သူမှမသိနိုင်ပါသောကြောင့်နတ်သမီးရေကာလံသောအနာဒိဋ္ဌတိကာလံသောအနာဇာနာမိစန္ဒောကာလောနဒိဋ္ဌတိအဲ့ဒီလိုမသိနိုင်ပါသောကြောင့်တသမအဘုဒ္ဓဝါဘက္ခမိတသမသိခြင်းသဘောတွေကိုမသိခြင်းတရား၅မျိုးတွေကိုရှိနေပါသဖြင့်အဘုဒ္ဓဝါကာမစည်းစိမ်ဟောဒီလောကီလူအိမ်တွေကိုမဆန်းစားမခံစားပါပဲစွန့်ခွာ၍ဘက္ခမိငါတရားအထုတ်နေပါရဲ့လို့သမိဋ္ဌိထေသောအရှင်သမိဋ္ဌိမထေမြတ်သည်အဝေါစာကောင်းစွာမသွေမိန့်ချတော်မူခဲ့ပါပေသတည်းအရှင်သမိဋ္ဌိမိန့်ကြားတဲ့အဲ့ဒီတရားလေးကိုနှလုံးသွင်းပြီးတော့ရုပ်ချောလဲသိမှာပဲယာရုရှိလဲဥစ္စာကြွယ်ဝလဲဘယ်သူမှမလွတ်တဲ့တရားနော်အသက်ငယ်ငယ်နဲ့တရားတွေသိလို့တရားအားထုတ်ပြီးတော့နေတာပါနတ်သမီးရဲ့အရှင်သမိဋ္ဌိရဲ့တရားလေးကိုနှလုံးသွင်းပြီးကိုယ်ဘဝတန်ဖိုးရှိအောင်တရားနာပရိသတ်တွေလည်းရတဲ့အချိန်လေးမှာကြံရှိတဲ့တက်တန်းတူတူလေးမှာတန်ဖိုးရှိအလုတ်လုပ်ရင်မကောင်းဘူးလားဟဲ့အဲ့ဒါလေးလည်းလှုပ်စေခြင်းနဲ့ကွယ်ချင်းတုံနံသာသနာပြုဆရာတော်ဖေဟာညစဉ်ညတိုင်းတရားတွေကိုပုံစံအမျိုးမျိုးနဲ့ဟောခဲ့တယ်မှတ်သားစရာသင်ခန်းစာအမျိုးမျိုးပေးပြီးတော့ဟောခဲ့တယ်ပေါင်းလိုက်ရင်တပတ်တိတိအရင်3ရက်အခုလာ4ရက်တပတ်လုံးလုံးဟောခဲ့တာရတ္တမျိုးစုံသင်ခန်းစာမျိုးစုံပေးပြီးတော့ဟောခဲ့တာဒါလို့ဆိုရင်တော့တရားသိဖို့ကောင်းပြီကွယ်ဆိုသဗ္ဗဒါနံဓမ္မဒါနံစီနာတိသဗ္ဗဒါနံအလုံးစုံသောအလှအလုံးတို့တွင်ဓမ္မဒါနံတရားဒီဟူသောအလှသည်စီနာတိ
အလှအလုံးကိုအောင်မြင်နိုင်၏အလှတကအလှတွင်တရားအလှသည်အမြတ်ဆုံးဖြစ်၏ရိုးရိုးအလှလားအမြတ်ဆုံးအလှလားဒီအလှကြီးတွေကိုတရားအလှပေးခဲ့တာပရိသတ်တွေကိုလည်းတရားနာစေခြင်းလို့နှလုံးသားမှာလည်းတရားတီးစေခြင်းလို့သဗ္ဗုတိရိဗိမာန်တော်ကြီးမှာဟောပြောပြသခဲ့တာမိမိတို့ဘဝထဲမှာဓမ္မတွေးလိုက်ရင်ပြောပြီးပြီဘဝတစ်ခုကိုပြောင်းလဲစေနိုင်တာဟာအခြားလားဓမ္မလားရိုင်းသူကိုယဉ်စေတယ်နော်မိုက်သူကိုလိမ်မာစေတယ်မှန်ရလားအင်္ဂုလိမာလာကြီးအမေမွေးတဲ့သားပဲဒါပေမဲ့သူကိုယ်တိုင်အမေကိုဓာထမ်းပြီးလိုက်နေတာအဲ့ဒီလိုစိုးမိုက်တဲ့လူဆိုးလူမိုက်ကြီးကိုမြတ်စွာဘုရားမန်ဆွေရီကျိုးအောင်ဓမ္မနဲ့အနိုင်ယူတော်မူတယ်။ဘာနဲ့ယူမြတ်စွာဘုရားကမကယ်ရင်ကံကြီးထိုက်မှာပေါ့ကံကြီးထိုက်မဲ့ဘေးကကယ်လိုက်တာအခြားလားဓမ္မလားဒါကြောင့်လူဘဝတစ်ခုပြောင်းလဲသွားတာအဲ့ဒါတရားပဲလူဆိုးလူမိုက်ကြီးအင်္ဂုလိမာလာကောဟဲ့ယဟန်ဘဝမရောက်လာဘူးလားအင်္ဂုလိမာလာမထေရဆိုတာအမျိုးသမီးတို့တရက်လုံးရဲ့ကယ်တင်ရှင်ကြီးမှန်ရလားချမ်းချမ်းသာသာမိဖွားဖို့အတွက်အင်္ဂုလိမာလာပရိတော်ကြီးနဲ့သာသနာပြုခဲ့တဲ့အရှင်မြတ်ကြီးမှန်ရလားလက်ညှိုးတွေဖြတ်လူတွေသတ်တသာသနာလုံးမှာလူမိုက်ကြီးရဲ့လို့စံပြုခဲ့တဲ့ပုဂ္ဂိုလ်ကြီးယဟန်ဝတ်လာပြန်တော့လေအင်္ဂုလိမာလဆိုတဲ့လူဆိုးလူမိုက်ကြီးခုံကလွှမ်းမိုးနေတော့သပိတ်ပိုက်စွန့်ခံကြွတော့လဲစွန့်တစွန်းမှမရခဲနဲ့အပြစ်ခံခဲ့ရတဲ့အင်္ဂုလိမာလဘာကြောင့်လဲလူဆိုးကြီးလူတို့ရဲ့လက်ညှိုးတွေဖြတ်တဲ့တည်င်းဆိုးကြီးကအမျိုးမျိုးအပြည်ပြည်အတိုင်းတိုင်းမှာနာမည်ကြီးနေတယ်အခုတော့အရှင်အင်္ဂုလိမာလမြင့်မြတ်တဲ့ယဟန်ဘဝကိုရောက်နေပါရဲ့စွန့်ခံစားလို့မရအိမ်တိုင်းကခဲတွေနဲ့ပြည့်ကြလူဆိုးကြီးဆိုတော့ဒါနဲ့ပဲမြတ်စွာဘုရားကချစ်သားမိဖို့ကြောင့်တစ်ခုလုံးကိုချုပ်ကင်နိုင်တဲ့အမျိုးသမီးတို့တရက်လုံးသားတပည့်ကိုစွန့်လောင်းအောင်အမျိုးသမီးတွေအတွက်ကဲ့တင်ရှင်ကြီးချမ်းချမ်းသာသာမိဖွားနိုင်ဖို့ဘာတော့ပါလဲအင်္ဂုလိမာလာသုတ်တော်ကြီးကိုရွတ်ဖတ်၍ရေစင်နေပေးခဲ့တယ်အဲ့ဒီပရိတ်ရေစင်တောက်သုံးရတဲ့အမျိုးသမီးတိုင်းဟောဘဝတွေမချမ်းသာသွားဘူးလားအရှင်အင်္ဂုလိမာလာကြီးကိုကျေးဇူးတွေတင်ကြတယ်မှတ်ရလားဒါကြောင့်ဘဝတစ်ခုလုံးကိုအကောင်းဆုံးပြောင်းလဲပေးလိုက်တာအခြားလားဓမ္မလားဟိဒါကြောင့်တရားနာတဲ့ပုဂ္ဂိုလ်တွေရဲ့နှလုံးသားတရားမတည်ဘူးလားပြောပြီးပြီတရားတည်ရင်မတရားတာတွေကင်းတယ်အမှန်တွေကိန်းရင်မမှန်တာတွေပြိဿကမှန်တာလှုပ်ချင်တာလားမမှန်တာလှုပ်ချင်တာလားမှန်တာပဲလှုပ်ပါနော်မမှန်တာတွေမလှုပ်ကြပါနဲ့ရှင်းတယ်နော်ရင်ဓမ္မမှာတော့မဖြစ်ပြရစီနဲ့ကွယ်နော်အခုတော့တရားနာလာတော်မှာရင်ကမတ္တတဲ့နော်ဟိုရွေးကောက်ပွဲသတင်းရကျင်ညာတော့ဆိုတော့နော်ညကတညလုံးဒီနေ့တစ်နေ့လုံးနော်ဆက်သွယ်ရေးကတော့တော်တော်လေးငွေရသွားပြီလူတိုင်းတယ်ရီဖုံးနဲ့မျက်နာပဲအပ်ပြီးတော့ဒီသတင်းတွေပဲကြည်နေကြတယ်ဒီနေ့လုံးနော်မေးလိုက်ရင်မအားဘူးကြည်နေကြတာပဲဘာကြည်ရွေးကောက်ပွဲသတင်းကြည်တာတဲ့ဘယ်သူနိုင်ဘယ်သူရှုံးအနိုင်ကျင်ညာတာပဲစောက်ကြည့်နေကြတယ်တယ်လီဖုန်းတွေလည်းဒီနေ့လုံးအင်တာနက်24နာရီဖွင့်ကြည့်နေကြနော်အဲဒီတော့ယင်ဓမ္မမနဲ့ကြည်နေစောင်းနေကြတာ
နော်အဲ့ဒီတော့ဓမ္မအမှန်တရားတွေကိန်းရင်မမှန်တာတွေပျောက်သွားတယ်ဒါကြောင့်လူတွေမှန်တာလုပ်ဖို့အတွက်နှလုံးသားမှာဘာကိန်းပေးရမလဲဒါကြောင့်တရားနာပါလို့မှတ်ရလားတရားဆိုတော့သိတယ်သိတော့မသိတာတွေကင်းတယ်မှတ်ရလားမသိတာခြားလားအဝိဇ္ဇာလားသိတာခြားလားဝိဇ္ဇာလားတရားဟောလိုက်တော့တရားတွေသိတာပေါ့သိဆိုတော့မသိတာတွေကွယ်သွားတယ်ဝိဇ္ဇာဉာဏ်အလင်းရပြီးအဝိဇ္ဇာအမှောင်ဖုံးတာကြီးပျောက်သွားတာပေါ့ရှင်းတယ်နော်ဒါကြောင့်ပြိဿကသိကျင်တာလားမသိကျင်တာလားစောင့်တော့စောင့်အောင်ချက်ချင်းတော့မရသေးဘူးနော်ပြိဿကညာတွင်ချင်းရောက်သိကျင်တယ်နော်မနေ့ကမှထဲ့တယ်။ညာတွင်ချင်းအဖြေကအတင်းဇွတ်သိကျင်လို့ဘယ်ရမလဲမှတ်ရလားဟိုနယ်ဝေးရွာလေးတွေကဘယ်လိုလုပ်ရောက်နိုင်အောင်မလဲမှတ်ရလားနယ်ဝေးရွာလေးတွေကဘယ်လိုလုပ်ရောက်နိုင်မလဲလဲတဲ့ကားတဲ့နော်လက်ပို့ရတာသူတို့လည်းညာတွင်ချင်းတောင်ဘယ်ရောက်ပါမလဲအဲ့ဒီတော့စိတ်ရှည်ရှည်စောင့်ပါဆိုတော့မစောင့်နိုင်ဘူးဖေရတဲ့ဟာညာတွင်ချင်းသိကျင်တာတဲ့ညာတွင်ချင်းသိကျင်ရအောင်ခင်ဗျားတို့ကဘာဖြစ်နေတာလဲပွင့်လင်းမြင်သာအောင်လှုပ်ပေးနေတာကြီးကိုပုတ်ဘူးဖေရတဲ့ဟိုကခက်ခဲလမ်းခကြီးတွေကရွာကမေဘုံတွေသေးလာမှာဆိုတော့ပုံချင်းလဲလိုက်မှာဆိုလို့ဖေရမလဲပါဘူးပွင့်လင်းမြင်သာစွာစေရနာမေတ္တာအပြည့်နဲ့လှုပ်ပေးနေတာဘယ်လိုလုပ်လဲမလဲဒါကြောင့်ကွယ်နော်အားလုံးရဲ့နှလုံးသားမှာအမှန်ဓမ္မတွေတည်ကိန်းအောင်တရားနာရဘာနာမလဲထေရဝါဒမြန်မာနိုင်ငံတနိုင်ငံလုံးတရားပွဲကြီးတွေမြောက်များစွာကျင်းပနေလမ်းတိုင်းရက်ွက်တိုင်းမှာကျင်းပနေတာဝမ်းသာတယ်ပို့ပြီးတော့တရားပွဲတွေလုပ်နိုင်ကြပါတရားပွဲတွေလုံးမှပြိဿတ်တွေတရားလန္နာတရားတွေသိမယ်တရားတွေသိမှမတရားတာတွေကင်းမယ်မရလားဟိဒါကြောင့်တရားနာသင်မနာသင်မှတ်မိအောင်လဲနာသင်မနာသင်ဒါကြောင့်အနှစ်6000လုံးကတပြည့်တပန်းတွေကိုအမြဲတမ်းအဆုံးအမဩဝါဒပေးနေတာဘယ်ဆရာကြီးပါလဲနည်းနည်းပဲဖြည့်တယ်အဲ့ဘယ်လိုလုပ်လဲဥမာ45မိနစ်တောင်မပြည့်သေးဘူးဟောအနှစ်6000လုံးကအမြဲမပြတ်အဆုံးအမဩဝါဒပေးနေတာအရကဆရာကြီးမြတ်စွာဘုရားမပွင့်သေးဘူးမြတ်စွာဘုရားပွင့်လာတဲ့သက်တမ်းက100တန်းလေးရှိသေးတာဒါကြောင့်မြတ်စွာဘုရားကလည်းအရကဆရာကြီးပေးတဲ့အဆုံးအမတွေဟာပြည်သူပြည်သားတွေအတွက်အကျိုးရှိတယ်ဒါကြောင့်ငါဘုရားလည်းဒီအဆုံးအမတွေကိုယူပြီးတော့ငါတပည့်တွေကိုဩဝါဒအဆုံးအမတွေပေးမှဖြစ်မယ်တဲ့မှတ်ရလားမြတ်စွာဘုရားကဒီကောင်းတဲ့အဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးဖို့မပေးဘူးလားမြတ်စွာဘုရားပြိဋိဘံဇံလွန်တော်မူသွားပြီးတဲ့နောက်ပိုင်းကာလမှာသူ့ရဲ့သားတပည့်ယဟန်တော်တွေကလည်းပလင်ပေါ်ကနေတရားတွေဟောပြီးဗုဒ္ဓရဲ့အဆုံးအမတွေထပ်မပေးဘူးလားပေးပါဗျာအစိုးပေးတာလားအကောင်ပေးတာလားအဲ့ဒါတွေကိုလေးလေးနက်နက်မှတ်မိအောင်တရားနာပါလို့မှာပါရစေကွယ်မှတ်ရလားအတိတေဘာရဏတိယံဗျမရတိရဇံကရွန်တော်ဗျမတတတရိညောဧကမဟေတိပုတ်တံဝိဇာယိအတိတေအတိတ်ဝေးစွာရှိကဘာခါလာတော့ကဗာရဏတိယံဗာရဏတိရွှေမြို့တော်ကြီးမှာဗျမတတေဗျမတမင်းကြီးသည်ရဇံတိုင်းပြီးအုပ်ချုပ်၍ကရွန်တော်မင်းလုံနေတဲ့အခါဝဲ
ဗျမတတသာဗျမတမင်းကြီးဤအကမဟိတိမိဘရင်ခေါင်ကြီးမှာပုဒ္ဒံသာဓုသမြတ်ကိုဝိဇာယီမွေးဖွာလို့လာခဲ့ပါပေတည်းဗျမတမင်းကြီးရဲ့မိဘရင်ခေါင်ပထမသားမွေးတယ်ဘလူးမကလာစားသွားတယ်ဘရုစားဒုတိယသားကိုတရေလွဲစစ်တပ်တွေဝမ်းရအဆောင်ကြက်တွေချထားတဲ့ဂျာကဒုတိယသားကိုလည်းဘလူးမကလာစားသွားတယ်အခုမွေးတဲ့အလောင်းတော်ကတတိယမြောက်သားတတိယမြောက်သားကလေးကိုမိဘရင်ခေါင်းကြီးပဋိသန္ဓေရပြီဆိုတော့ဘယင်ထီပြားကမဖြစ်ချေတော့ဘူးပထမသားလဲဘလူးစားတယ်ဒုတိယသားလဲအဆောင်တွေစစ်တပ်တွေကြားကဘလူးမဝင်ဆွဲစားသွားတယ်တတိယတတိကိုတော့ရှင်အောင်ငါမွေးမြူမှဖြစ်တော့မယ်ပဋိသန္ဓေလွယ်တဲ့အချိန်ကစ၍မိဘရင်ခေါင်ကြီးကိုတန်ကွန်ညာကြီးတန်တွေကိုရဲပြီးတော့တန်နန်းတော်ကြီးတည်ဆောက်တယ်။ဗန္နန်းတော်ကြီးတန်နန်းတော်ကြီးတည်ဆောက်တယ်။တန်ကွန်ကြခုနှစ်ထပ်ဖုံးအုပ်ပြီးတော့မိဘရင်ခေါင်ကြီးကိုတန်နန်းတော်ထဲမှာနေစေ၍သားကလေးကိုဖြင့်အသက်ရှင်အောင်မွေးခဲ့ပြီ။ဘဝတစ်လျှောက်လုံးတန်နန်းတော်ကြီးထဲမှာနေပြီးတော့မွေးလာခဲ့သောတတိယသာဓုသားမြတ်ကိုဖြင့်အာယောဂရလို့အမည်တွင်ဘလို့ပေးအာယောတန်လှောင်အိမ်မင်းသားလေးဗာမင်းသား16နှစ်ကြာခဲ့ပြီဘယ်နှစ်နှစ်ဒီတခါတော့ဘလူးမှလက်စားလို့မရအောင်တန်နန်းတော်ကြီးထဲမှာတန်လှောင်အိမ်ကြီးထဲမှာမိဘရင်ခေါင်းကြီးကိုထား၍မွေးမြူလာခဲ့သောသာဓုသားမြတ်လေးသည်ဘလူးမရံကလွတ်အောင်16နှစ်လုံးတန်နန်းတော်ထဲမှာပဲထားအပြင်မထွက်ရအောင်ဘယ်နှစ်ကြာခဲ့ပြီယနေ့တော့ဖြင့်ဘလူးမရံကလွတ်ပြီဟဲ့16နှစ်လဲရောက်ပြီငါရဲ့သာဓုသားမြတ်လေးကိုနန်းတော်ကြီးကိုအမဲရဲ့လို့အဖွေပြမတ္ထမင်းကြီးသည်သားတော်လေးကိုတန်နန်းတော်ကြီးတွေကထုတ်တော်မူသောနေ့တမြို့လုံးကိုလှည့်ပြမြို့တွေကဗာရာဏသီမြို့သူမြို့သားတွေကလည်း16နှစ်တိုင်သားကလေးကိုမမြင်ဘူးလို့ဩဘနံထွက်ပြီးတော့တမြို့လုံးကျွတ်ကြည့်ကြတယ်ကွယ်ဒါနဲ့ပဲစစ်သေးနာပတိတွေနဲ့သားတော်လေးအာယောဂရသည်မြို့တော်ကြီးကိုလှည့်ကြည့်ရှုလိုက်သောအခါအလိုခဏလိုက်တာဟဲ့16နှစ်လုံးမြို့ကိုလည်းမမြင်ဘူးမြို့လူထုကိုလည်းမတွေ့ဘူးအခုလိုအပြင်ကိုဘွားကနေထွက်ပြလိုက်တော့သားတော်လေးအံ့ဩသွားတယ်မြို့ကြီးကလည်းလှလိုက်တာသားတော်ကလေးကိုနန်းအမဲသားတော်ကလေးကိုတန်နန်းတော်ကြီးကစတင်ထုတ်တော်မူသောနေ့လမ်းတွေကလည်းပန်းတွေကျဲလို့အဆောင်အယောင်တွေခန်းခန်းနာနာကျူဆူကြသားလေးကမမြင်ဘူးအံ့ဩပနံကြည့်ငါမျက်စိပိတ်နားပိတ်တန်အိမ်ကြီးထဲမှာနေခဲ့တာဒီလောက်ခမ်းနားတဲ့မြို့ကြီးရှိမှန်းတော့မသိဒီလောက်များပြားတဲ့လူပရိသတ်ချောမောလှပတဲ့လူပရိသတ်တွေရှိမှန်းတော့ငါမသိခဲ့ဘူးရှိမှန်းတော့မသိခဲ့ဘူးဟဲ့ကြည်စမ်းငါရဲ့အဖေပြမတမင်းကြီးသည်ငါကိုတန်နန်းတော်ကြီးထဲမှာ16နဲ့လောင်ပိတ်ထားခဲ့တာငါမှအပြစ်ရှိလို့လားအဖေကသားအပေါ်မှာဘယ်လိုအပြစ်တွေကိုမြင်လို့
တန်လောင်အိမ်ကြီးနဲ့ဖုံးအုပ်ထားတာလဲအဖေရဲ့အခုတော့သားဘဝအပြင်ရောက်တာဒီလိုခမ်းနားတဲ့မြို့တော်ကြီးကိုလည်းမြင်ခွင့်မရခဲ့ချောမောလှပတဲ့မြို့လူထုတွေကိုလည်းသားမြင်ခွင့်မရခဲ့ဘူးအဖေ16နှစ်လုံးအဖေသားကိုလှောင်ထားတာသားမှအပြစ်ရှိလို့လားအဖေရဲ့သူစဉ်းစားရင်းနဲ့မြို့တော်ကြီးကိုအဲ့ဒီမှာလိုက်ကြည့်တယ်အနားမှာရှိနေသောစစ်သေးနာပတိတွေကိုဖြင့်မေးပြီတဲ့မမဟောဒီသားတော်မြတ်ဤပိတံချစ်လားစွာသောဖခင်ကြီးသည်ဣတခံကာလံ16နှစ်ကာလပတ်လုံးဘယ်နှစ်လဲမချစ်လားစွာသောသားတော်လေးကိုဗန္ဒနာကာရီတန်နန်းတော်ကြီးတန်လောင်အိမ်ကြီးတွင်ထဲမှာဖြင့်ဝတ္တပေတိနေစီခဲ့ပြီတဲ့အဖေလေး16နှစ်လုံးသားကိုတန်နန်းတော်တန်လောင်အိမ်ကြီးထဲမှာနေစီခဲ့တယ်ဧဝရူပံဤသို့သဘောရှိသောဧဝရူပံဤသို့အစဉ်လက္ခဏာတွေနဲ့ပြည့်စုံသောအလင်္ကတနဂရံခန္ဓာထေဝလာပါတဲ့ဤမြို့တော်ကြီးကိုဓာတ်ထုံနာရသည်ဘယ်သို့ခါမှလည်းတွေ့ခွင့်မပေးခဲ့ပါအလိုစစ်သေးနာပတိတို့သားတော်ကိုအဖေကတန်နန်းတော်ရဲ့လှောင်ထားတာအပြစ်ရှိလို့လားဒီလိုခန္ဓာထေဝလပ်ပါတဲ့မြို့တော်ကြီးကိုမြင်ခွင့်တွေ့ခွင့်မပေးတာသားမအပြစ်ရှိလို့လားပြောပါဦးစစ်သေးနာပတိတို့ရဲ့မှန်လားပါအရှင်လေးဖယားဖခင်ကြီးကိုအပြစ်မမြင်ပါနဲ့ဖယားဖခင်ကြီးကအပြစ်ရှိလို့မဟုတ်ဘူးချစ်လို့သားတော်လေးမွေးကားစားဘလူးမစားသွားတဲ့ဒုတိယသားတော်လေးကိုလည်းအကျွန်ုပ်တို့စစ်သေးနာပတိတွေအထက်အဆောင်အကျက်ထားတဲ့ကြားကဘလူးမဝင်ဆွဲစားသွားလို့ဒီသားတော်လေးကိုတော့ရအောင်မွေးမယ်ဆိုတဲ့အဖေလုံယုံစိတ်ချသောတန်ကွန်ရဲ့တန်တန်းတော်ကြီးထဲမှာသားကလေးကိုထားခဲ့တာမွေးပြီးတဲ့နောက်ပိုင်းလဲဘလူးမယံကစိတ်ချရအောင်16နှစ်လုံးဟောဒီတန်လောင်အိမ်ကြီးထဲမှာသားတော်လေးကိုထားခဲ့တာပါသားရဲ့အဖေကိုအပြစ်မတင်ပါနဲ့အဖေကအပြစ်ရှိလို့လှောင်ထားတာမဟုတ်ဘူးချစ်လို့လှောင်ထားတာသားရဲ့ဒါဆိုရင်ဘလူးမကြီးဖေးကသားလွတ်မြောက်ပြီပေါ့ဗျာလွတ်ပြီပေါ့လွတ်16နှစ်ပြည့်တဲ့အခါဒီနန်းကြီးအမလို့သားကိုတန်နန်းတော်ကြီးတွေကထုတ်ခဲ့တာအခုတမျိုးလုံးအတိုင်းအပြည်ပန်းမိုးတွေရွာ၍ပန်းလန်းတွေခင်း၍အဆောင်အယောင်တွေနဲ့သားကိုကြိုနေကြတာဒါကြောင့်ယနေ့ပဲသားကိုထီနန်းတွေအတော့မှာတယ်သားရဲ့သားတော်ရဲ့ဘဝဘလူးမယံကလွတ်ခဲ့ပြီဘလူးမဘေးကလွတ်ခဲ့ပြီတဲ့ဒါဆိုရင်ဘလူးမယံကလွတ်ပြီဆိုရင်ဘလူးမဘေးကလွတ်ပြီဆိုရင်သားတစ်သက်လုံးမသိတော့ဘူးပေါ့အလိုစစ်သေးနာပတိတို့ရေ16နှစ်တိုင်တန်နန်းတော်ကြီးထဲမှာသားကိုလုံခြုံနဲ့ဘလူးမဘေးကလွတ်အောင်ထားခဲ့တာအခုလွတ်ပြီဆိုရင်သားဘဝတစ်သက်လုံးမသိတော့ဘူးပေါ့အဲ့ဒီအချိန်မှာစစ်သေးနာပတိတွေကအာယောဂရသားတော်လေးအဘမှာလျှောက်ကြတယ်။အိုသားတော်လေးရဲ့ဣမသမိန်လောကေအမရတတောနာမနတ္တိဣမသမိန်လောကေဤလောကကဘာကြီးတွင်ထဲမှာအမရတတောနာမမသိတဲ့ပုဂ္ဂိုလ်မြည်သည်နတ္ထိမရှိပါကိုရောရဲ့မရှိပါသားတော်ရဲ့လောကကြီးထဲမှာမသိတဲ့ပုဂ္ဂိုလ်ရှိသလားဣမသမိန်လောကေဤလောကကြီးအတွင်းမှာအမရတထောနာမမသိတဲ့ပုဂ္ဂိုလ်မြည်သည်နတ္ထိ
မရှိဘူးသာတော်ရဲ့ဒါကြောင့်နာအန္တလိခေနာသမုဒ္ဒမေစေနာပပတေနာဝိပရံဘဝိဒကိုရောလောကလူသားတွေသမုဒ္ဒရာထဲမှာပဲပုံပုံတိုးတောင်တွင်းလိုင်တွေထဲမှာပဲပုံပုံနာအန္တလိခေဟိုးကောင်းခင်ပေါ်မှာပဲပုံပုံလွတ်သလားနာအန္တလိခေနာသမုဒ္ဒမေစေနာပပရဏံဝိဝရံပဝိဒာကောင်းကင်မှာတက်နေတော့လေသိခြင်းကမလွတ်နိုင်မြစ်သမုဒ္ဒရာထဲမှာငုတ်ရှိုးပြီးတော့ပုံနေတော့လေသိခြင်းကမလွတ်နိုင်တွင်းလိုင်နေတဲ့မှာပုံရှိုးနေတော့လေသိခြင်းကမလွတ်နိုင်ဘူးသားရေလွတ်ပါမလားဟိဣမသမိတ်လောကေအမရတထောနမနာတိလောကမှာသေးတဲ့ပုဂ္ဂိုလ်တွေပါဗျာမသေးတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါသောကြောင့်ကိုရောလည်းသိရမှာပဲဖေ။စစ်သေနာပတိကြီးတို့ကောစစ်သေနာပတိတို့လည်းသိမှာပေါ့အရှင်ရဲ့ဘယ်လွတ်ပါမလဲ။ဒါဆိုရင်တတဝမန္တမြတ်သိခြင်းတရားကမလွတ်နိုင်ခဲ့ပါသောကြောင့်တောင်ခုနှစ်ထွေးရေခုနှစ်ထပ်တောင်စဉ်ခုနှစ်ထပ်ရေခုနှစ်ထွေးပလူပင်အကြအလတ်မရှိပုံရှိုးနေတော့လဲမလွတ်နိုင်ပါသောကြောင့်သိခြင်းတရားကိုအန်တုလို့ရသလားမရပါဘူးဗျာအလုံးစုတောင်ခုနှစ်ထွေးရေခုနှစ်ထပ်လေးရကျွန်းတွေတောင်စွေသမုဒ္ဒရာစัจ java လာမြေတဲ့ပုံခိုလွဲလေအမြဲမချောသေဘေဝကမလွတ်ဖို့သာမလွဲသာဒီတောင်ခုနှစ်ထွေရေခုနှစ်ထပ်လေးရချွန်တွေတောင်စွေသမုဒ္ဒရာစัจ java လာမြေတဲ့ပုံခိုလွဲလေအမြဲမချောသေဘေဝကမလွတ်ဖို့သာမလွဲသာဒီလွတ်ပါမလားဟိမလွတ်ကြဘူးအဲ့ဒီလိုအိုဘေးတွေနာဘေးတွေနောက်ဆုံးသေရတဲ့ဘေးတွေကြုံလာရဲ့အဖေကအမေကိုကယ်နိုင်သလားအဖေကအမေကိုမကယ်နိုင်သလိုအမေကလည်းအဖေကိုကယ်နိုင်သလားကယ်နိုင်ပါဘူးဗျာသားတွေသမီးတွေကကောအဖေနဲ့အမေကိုကယ်နိုင်သလားကယ်နိုင်ပါဘူးဗျာဘသူကဘသူကိုမှအဲ့ဒီဘေးတွေကြုံလာရင်မကယ်နိုင်ဘူးအဖေအမေတို့မအိုးပါနဲ့သားသမီးတို့အိုပါရစေကိုစားယူအိုပေးလို့ရသလားမရပါဘူးဗျာအဖေအမေတို့မနာပါနဲ့အဲ့ဒီဝေဒနာတွေမဆွဲကပ်ပါနဲ့သားတို့သမီးတို့ကိုအဲ့ဒီဝေဒနာတွေကိုစားပေးလိုက်ပါတော့ကိုစားခံလို့ရသလားမရပါဘူးဗျာမသေးပါနဲ့အဖေမေတို့မရှိသားတို့သမီးတို့မှာအရှိကိုရကျွန်းကထွန်လင်းလာတဲ့နေဝန်းကြီးဟာအနောက်ကိုရကျွန်းကိုဖြင့်ဝင်သွားသလိုအမိမေသားရေနဲ့ငါးတွေလို့ခိုကိုရဖြစ်ရမယ်ဘဝသားတို့သမီးတို့မလူလားပါဘူးဒါကြောင့်အဖေမေတို့မသေးပါနဲ့သားတို့သမီးတို့ကိုပဲအဲ့ဒီသေခြင်းတရားမျှဝေပြီးကိုစားသိပါရစေရသလားဟဲ့ဆိုအိုဝေဒုက္ခတွေ့ကြုံကမိဘသားသမီးမကယ်နိုင်နာဝေဒုက္ခတွေ့ကြုံကမိဘသားသမီးမကယ်နိုင်သေဝေဒုက္ခတွေ့ကြုံကမိဘသားသမီးမကယ်နိုင်ကယ်နိုင်သလား
ကိုစားခံပေးလို့ကိုရသလားမဟာရာဇမြတ်သောမင်းကြီးသားတော်လေးကနန်းတော်ကြီးကိုတပတ်လေပြန်ရောက်တဲ့အခါမှာသူတန်ဝေကားတွေရလာပြီနန်းကြီးကိုကြည်ပြီးတော့သူလိုချင်ရမက်တွေမရှိတော့16နှစ်ပြင်းမြောက်တဲ့အချိန်မှာပဲတတိတန်ဝေကားတရားတွေနှလုံးသားမှာရှိ၍နန်းကြီးကိုတစိမ့်စိမ့်ကြည်ပြီးနန်းအမယ်ဆိုလဲသူလက်မခံခြင်းဘူးတဲ့ဒါနဲ့ပဲမဟာရာဇမြတ်သောမင်းကြီးယေခိနိယအဲ့ဒီဘလူးမာကြီးယေဟထတော်လက်မှာမဟာရာဇမြတ်သောဖခင်ကြီးယေခိနိယဘလူးမာကြီးဟထတော်လက်မှာမုတ်တော်အမိသားတော်လွတ်မြောက်ခဲ့ပါပြီသားတော်လေးဘလူးမကြီးဘေးကချမ်းချမ်းသာသာလွတ်မြောက်ခဲ့ပါပြီအဖေရဲ့ဣတိပိဤသို့ဘလူးမကြီးရဲ့ယံဘလူးမကြီးဘေးမှချမ်းချမ်းသာသာလွတ်မြောက်ခဲ့ပါတော့လေအဟံသားတော်လေးသည်အစရောမအိုတဲ့ပုဂ္ဂိုလ်သည်နာဟောမိမဖြစ်သေးပါနာဇရောမအိုတဲ့ပုဂ္ဂိုလ်သည်နာဟောမိမဖြစ်သေးပါအမရောမသိတဲ့ပုဂ္ဂိုလ်သည်နာဟောမိမဖြစ်သေးပါဘလူးမလက်ကလွတ်တော်လဲသားတော်မအိုတဲ့မသိတဲ့ဘေးကတော့မလွတ်သေးပါဘူးဖေရဲ့ဒါကြောင့်သိခြင်းတရားတွေသာသိမြင်သံဝေကတွေရနေပါသဖြင့်ဟောဒီနန်းတော်ကြီးကိုလည်းသာမလူခြင်းတော့ပါသားတော်နန်းကိုစွန့်လွတ်၍ဒီနေ့ပဲတောထွက်ခြင်းနဲ့အဖေဘာထွက်ခြင်းလဲပရိသတ်တို့ရေအသက်ဘယ်နှစ်မှာသိငယ်တယ်16နှစ်အရွယ်သားတော်လေးအာယောဂရဤသိခြင်းတရားတွေကိုအဖန်ဖန်သိခဲ့ပါသဖြင့်ဒီနေ့ပဲသားတောထွက်ခြင်းနဲ့အဖေရဲ့ဘုံအခန့်ခဏန်းအသွဲသွဲစုလင်မုံချွန်းတွေနဲ့ဟောဒီနန်းပြတ်သားကြီးကိုဖြင့်သားမလို့ခြင်းဘူးနန်းကြီးကိုရလို့ဘယင်ထီးဖရာယာတူးနဲ့ဒီစည်းစိမ်ကြီးကြားမှာနေရတော့လေအိုမဲ့ပုဂ္ဂိုလ်နာမဲ့ပုဂ္ဂိုလ်ကြီးဘာထူးမှလဲအဖေရဲ့ဒီစည်းစိမ်ကြီးခံစားပြီးသေမဲ့အတူတူတော့မလို့ခြင်းပါဘူးအဖေဟောဒီစည်းစိမ်တွေရဲ့ကြားမှာအိုရမယ်ဆိုရင်အနာယောဂါတွေဆွဲကန်းနေရမယ်ဆိုရင်နောက်ဆုံးသေရဦးမယ်ဆိုရင်တော့ဒီစည်းစိမ်တွေခံစားနေလဲအပူပါပဲအဖေရဲ့မအိုဘူးမနာဘူးမသေးဘူးထာဝရတည်မြဲနေတယ်ဆိုရင်တော့သာပျော်ပျော်ကြီးခံစားခြင်းတာပေါ့အခုတော့ခံစားနေလဲအိုမှာပဲခံစားနေလဲနာသေးရမှာပဲဘာထူးမှလဲအဖေဒါကြောင့်သေရမယ့်ခန္ဓာကြီးရထားရင်တော့ဒီစည်းစိမ်တွေကိုလည်းမမက်မောတော့ပါဘူးအဖေရဲ့အခြားလားတောထွက်တာလားဟိတရားသိလို့တောထွက်တာဘာသိလို့လဲတရားသိလို့တောထွက်တာပါဗျာတရားမသိရင်တောထွက်ပါမလားထွက်ပါဘူးဗျာကဲဒါဆိုရင်ချင်းတုံတန်းသာသနာပြုဆရာတော်ဘုရားကိုယ်တိုင်ညစဉ်ညတိုင်းတရားတော်တွေဟောညွှန်ပြခဲ့တာပရိသတ်ရဲ့နှလုံးသားမှာပါရှိပြီပရိသတ်တွေပါသိပြီကဲသိပြီဆိုတော့အခုတရားပွဲသိလို့ရပြီတရားပွဲသိရင်ဘယ်မြန်ထွက်ကြမှာလဲတောဝင်မှာလားအိမ်ပြန်ဝင်မှာလားအကုန်လုံးအိမ်ပြန်ဝင်မှာသိခြင်းသဘောလေးကိုပဲနားလေလိုက်တာဟိုကတောထွက်တယ်16နှစ်တည်းရှိသေးတယ်အခုမှန်ပြန်ကြည့်16နှစ်တော့မကတော့ဟိုက16နှစ်တောင်တရားရတယ်ဆိုတော့ဘုန်းဘုန်းတို့ပြိဿတ်တွေလည်းရဖို့မကောင်းဘူးလားကောင်းပါရဲ့ဗျာဒါဆိုရင်အိမ်အပြန်ခြေလန်းလေးတွေသည်ပြန်တော့ပြန်ရမယ်ဆိုလှမ်းခြင်းဒါကနံ
လမ်းဟန်ပြုတာကယုတ်သူမဟုတ်ငါမဟုတ်လမ်းတာနတ်နဲ့ယုတ်နတ်ယုတ်နှစ်ခွင်းအမြင်ရှိလမ်းရင်အလုံးလုံးအိမ်ပြန်တဲ့အခါလှမ်းခြင်းနဲ့ဆိုတာကနန္တရားလှမ်းလိုက်တာကအပူရှိသလားမရှိပါဘူးဗျာငါရှိသလားမရှိပါဘူးဗျာယောက်ျားမိန်းမမရှိပါဘူးဗျာသားသမီးတွေမရှိပါဘူးဗျာဆွေမျိုးတွေမရှိပါဘူးဗျာဘာနဲ့ပါယုံနဲ့နံကိုသိရင်နာမရူပပရိစ္ဆေဒနာမကနံရူပကယုတ်ပရိစ္ဆေဒကပိုင်ပိုင်ခြားခြားညာဏ်သိပြီတဲ့ဒီလောက်တရားနာရင်တော့ယုံနံတော့ကွဲတင်တာပေါ့ငါသူတစ်ပါးယောက်ျားမိန်းမငါသားငါသမီးငါဆွေငါမျိုးလို့ထင်နေရင်သက်္ကာယအခြားလားသက်္ကာယလားစွဲတယ်လေအဲ့ဒီအစွဲတွေအဲ့ဒီသက်္ကာယကြားမှာတဝဲလေလေနေလိုက်တော့ငါသူတစ်ပါးယောက်ျားမိန်းမလို့သိမြင်လိုက်တာမှန်လားမှားလားမှားရင်ဒိဋ္ဌိမှားရင်ဒိဋ္ဌိပါဗျာသက်္ကာယနဲ့ဒိဋ္ဌိပေါင်းရင်အားလုံးမလွတ်ဘူးအားလုံးဒိဋ္ဌိတန်လန်းနဲ့အဲ့ဒီတန်လန်းနဲ့အိမ်ပြန်ဦးမယ်မရလားပြန်ဦးမယ်သူတို့ပြန်မယ်လေငါအိမ်ဆိုတော့ငါအိမ်ထဲအထိဝင်တော့မှာတကယ်တော့အနှစ်ချုပ်လိုက်တော့ရုပ်ရဲ့ရုပ်နံလို့သိလိုက်မြင်လိုက်မှအမှန်မြင်အမှန်သိတာငါဇနီးငါခင်ဘောငါသားငါသမီးငါဆွေငါမျိုးလို့သိရင်အဲ့ဒါအမှားသိတာအမှားမြင်ရင်မှားတာကဒိဋ္ဌိအဲ့ဒီလိုဆွဲတာကသက်္ကာယပေါင်းလိုက်တော့ရှင်းသလားအဲ့ဒီအစွဲလေးလောက်တော့ယနေ့ပြုတ်သိပြီအနှိမ့်ဆုံးသက်္ကာယဒိဋ္ဌိလေးလောက်မှမပြုတ်ရင်ရှစ်ဆက်ဘလို့အားထုတ်မလဲဒိဋ္ဌိမကွာပုဂ္ဂိုလ်မှာကလူတွင်ဆက်ကြာနတ်မာတကြာမိုးဖျားပြမဖြစ်တုံပါလေခန္ဓာပြိုကွယ်ကုသိုလ်စေကဖောက်လွဲပေရွာရောက်မြေသာသည်ဒိဋ္ဌိမကွာတဲ့ပုဂ္ဂိုလ်ဟာဒိဋ္ဌိမပြုတ်တဲ့ပုဂ္ဂိုလ်ဟာသိရင်အပယ်သွားတယ်တဲ့ဘယ်သွားသွားမြန်သွားခြင်းမသွားခြင်းလို့တရားနာတာဟဲ့သိအောင်တရားနာတာဒါကြောင့်ဒိဋ္ဌိလေးတော့အနည်းဆုံးပြုတ်ရမယ်ဒိဋ္ဌိမှမပြုတ်ရင်ရှေ့ဆက်အလုပ်လုပ်လို့မရဘူးဒိဋ္ဌိတန်းလန်းနဲ့သိရင်လည်းနောက်ဆုံးပဲသွားငရဲတရိစ္ဆာန်ပြိတ္တာအသူတကယ်အပေလေးပုံတော့အဲ့ဒါကျွင်တူးเสียမလို့ဘူးခေမှတ်ရလားအသူကသွားဖို့သုတ်တံမှာကျင်းနေပါလေတူးနေကြတယ်သူတို့ကတူးမနေနဲ့မြေကြီးချပေးလိုက်သူကသူရက်စင်းသွားမှာကြီးရောနော်ပြုတ်လို့လားမပြုတ်လို့လားပြုတ်လို့ပါဗျာဒါကြောင့်အနှိမ့်ဆုံးဒိဋ္ဌိလေးလောက်တော့ပြုတ်ဖို့ကြိုးစားပါလို့မှားပါရစေကွယ်လမ်းကျင်တာကနံလမ်းဟန်ပြုတာကယုတ်သူမဟုတ်ငါမဟုတ်လမ်းတာနံနဲ့ယုတ်နံယုတ်နှခွင်းအမြင်ရှင်းလမ်းရင်အလုံးလုံးအဲ့ဒီအတိလေးလဲသိစေခြင်းနဲ့ကွယ်အလံမေရစေနာမေသာတော်လေးအယောဂရသည်ရစေနာမေစီစိန်ကြီးတွေကိုခံစားနေုံဖြင့်အလံပဲအကျိုးရှိမှလဲအိုမဲ့အတူတူနာမဲ့အတူတူသေမဲ့အတူတူသေမဲ့လူကြီးဒီစီးစိမ်တွေကိုခံစားနေတာဘာကျိုးရှိတော့မှလဲ
ဒါကြောင့်မအိုမနာမသေးခင်ငါလှုပ်ရမယ်အလုပ်တွေထီစွန်နန်းစွန်ပြီးလုံမှဖြစ်တော့မယ်အခြားလားတရားသိတာလားဟိပပိစိတ်သာမီယနေ့ပဲတော်ထွက်ခါရှင်ယဟန်ပြုခွင့်ပေးပါတော့အဖေရဲ့အဖေရှိမှတော်ထွက်ဖို့ရှင်ယဟန်ပြုဖို့ခွင့်မတောင်းဘူးလားဒါကြောင့်အာယောဂရမင်းသားလေးတော်ထွက်ယဟန်ပြုသွားတာအခြားသိလို့လားတရားသိလို့လားရိုးရိုးတရားမဟုတ်ဘူးဟဲ့အိုခြင်းနာခြင်းသိခြင်းပြန်ပြောဘဏ္ဍပါမိမိတို့ရဲ့ဘဝကိုနှိပ်စက်နေတာအဲ့ဒီအိုရာရဲ့ဒါကြောင့်ဆိုအိုမင်းနာမင်းသေမင်းဘယ်နှမင်းလဲအဲ့ဒီမင်းသုံးမင်းဘယ်မင်းမှမကောင်းဘူးမှန်တယ်နော်ပရိသတ်ကမင်းသုံးမင်းဘယ်မင်းမှမကောင်းဘူးဆိုတော့အမေအတွေးတွေကနော်ဟိုလိုဒီလိုတွေးကျင်ကြတိုင်းပြည်လည်းမပြောဘူးလူမျိုးလည်းမပြောဘူးဘာသာသာသနာလည်းမပြောပါဘူးကွယ်ကိုတိုင်းပြည်မှာကိုနေတာပဲတိုင်းပြည်ချစ်ရမှာပေါ့လူမျိုးနဲ့ဘာသာသာသနာမချစ်ရဘူးလားဒီမြေမှာနေဒီရေကိုတောက်နော်ဒီနိုင်ငံကထွက်တဲ့စံတွေကိုစားပြီးတော့လူဖြစ်နေကြတာနိုင်ငံအကျိုးပြုရမှာပေါ့လူမျိုးဘာသာသာသနာအားလုံးကိုအကျိုးပြုရမှာပေါ့ကွယ်ဒါကြောင့်မေးမကောင်းဘူးမပြောပါဘူးနော်တိုင်းပြည်ကြီးမကောင်းဘူးမပြောဘူးပြည်သူပြည်သားတွေမင်းနဲ့ပြည်သူကြည်ပြူတာပဲကြိုက်တယ်အမုန်းပွားတာမကြိုက်ဘူးနော်အားလုံးဥမကွဲတိုက်မပြက်တိုင်းရင်းသားညီကိုမောင်နှမတွေငြိမ်းချမ်းစွာအတူရှင်တွဲပြီးနေထိုင်တာပဲကြိုက်တယ်သူတလူငါတမင်းဒုတ်တပြက်ဓာတပြက်သူချောင်းစီးမဲ့အရေးတွေမလုပ်ပါဘူးကွယ်မှန်တယ်နော်ဒါကြောင့်မင်းသုံးမင်းဆိုတာဗာမင်းနေလဲအိုမင်းနာမင်းသေမင်းအိုခြင်းသလားမရဘူးအိုမင်းကနှိပ်စက်နေတယ်နာခြင်းသလားမနာခြင်းလည်းမရသေးဘူးခေါင်းတော့နည်းနည်းကြိုက်အောင်ပဲနာမင်းကနှိပ်စက်တာစကြောလေးတော့နည်းနည်းတက်အောင်ပဲသူကနာမင်းကဘိုက်ကလေးတော့အောင်အောင်ပဲမအီမလေလေးတော့ဖြစ်အောင်ပဲအစာကြည်စည်းလောက်တော့စားရအောင်လုပ်အောင်ပဲသူချာလာနာမင်းနှိပ်စက်တာလားအခုလောက်တရားနာတော့အမေအောက်ကကျင်တယ်ဟဲ့ခါကလေးကလည်းပူတယ်နာတယ်ဟိုလက်ဒီလက်လှဲ့ကျင်တယ်လှုပ်ကျင်တယ်မရလားနာမင်းကအပေါ်ကထုထောင်းနေတယ်မကြခင်သေအောင်မယ်အဲ့ဒီသေမင်းကလည်းနောက်ဆုံးဘဝဆုံးတဲ့အထိလိုက်မနှိပ်စက်ဘူးလားဒါကြောင့်မိမိတို့ရဲ့ဘဝတစ်ခုလုံးကိုနှိပ်စက်နေတာမင်းဘယ်နှမင်းဗာမင်းတွေအဲ့ဒီမင်းသုံးမင်းဘယ်မင်းမှာလူချင်းသလားလူချင်းနဲ့မကောင်းဘူးဒီမင်းတွေနော်ဒါကြောင့်အဲ့ဒီမင်းသုံးမင်းမကောင်းတဲ့အတွက်ဒီကောင်းစဉ်လေးတင်လိုက်တာတကယ်တော့သစ္စာတရားပါတကယ်တော့သံဝေကတရားပါတရားနာပရိသတ်တွေကိုယ့်ရဲ့အနားမှာရှိနေတဲ့ဒီသေခြင်းတရားကိုသဘောမပေါက်နိုင်လို့မိမောင်ထိုးပြတဲ့ခေါင်းစဉ်လေးတင်တာပါဆူတောင်းနေတော့လေမရနိုင်တာနိဗ္ဗာန်ဆူတောင်းနေတော့လေမရနိုင်တာနိဗ္ဗာန်ဆူမတောင်းတော့လေရနေတာဟိုခြင်းနာခြင်းသေခြင်းဥနာသေကတော့တပည့်တော်ဥပရစေတပည့်တော်နာပရစေတပည့်တော်သေပရစေလို့တော့ဘယ်သူမှစုမတောင်းဘူး
ဒါပေမဲ့စုမတောင်းတော့လဲအားလုံးမရနိုင်ဘူးလားစုမတောင်းတော့လဲရနေတာဟိုခြင်းနာခြင်းသေခြင်းစုတောင်းတော့လဲမရနိုင်တာနိဗ္ဗာန်ကိုစုတောင်းလို့ရသလားဟိုဩကာသဆိုခဲ့တာလဲများပြီဘယ်အချိန်ကြော့ကျိုးဆိုနောက်ဆုံးတော့နိဗ္ဗာန်ပါတာပဲရိုးတော့မဟုတ်ဘူးနိဗ္ဗာန်မဲ့ဖို့ရက်တူတဲ့တူနဲ့ကိုနိဗ္ဗာန်လိုချင်တာတောင်းခဲ့တဲ့အချိန်တွေလဲများပြီရှေ့ကသေသွားတဲ့အဖိုးဖွားတွေရောနိဗ္ဗာန်ရသွားပြီဟေးလို့ပြောသွားတဲ့လူရှိသလားရှိပါဘူးဗျာအခုအသက်ကြီးနေတဲ့ဘိုးဘွားတွေရောဖေးမေတွေရောနိဗ္ဗာန်နဲ့နီးပြီဟေးလို့ပြောတာရှိသလားရှိပါဘူးဗျာရှေ့ကလည်းရသွားပြီလို့မပြောဘူးနောက်လူကလည်းနီးနေပြီလို့လည်းမပြောဘူးဒါကြောင့်ဘယ်လိုစုတောင်းမရနိုင်တာအဲ့ဒီနိဗ္ဗာန်ဆိုတာစုတောင်းယူလို့မရပါကိုယ်တိုင်ကျင့်ယူရတာကိုယ်တိုင်အလုတ်လုပ်ပြီးတော့ယူရတာဟဲ့ဒါကြောင့်အလုတ်မလုပ်ပဲအပြင်းထူနေရင်တော့နိဗ္ဗာန်ကဝေးတဲ့ထက်ဖရာရှိခိုးတာတော့ပြင်းနေကြမှတ်ရလားကိုယ်ဖရာရှိ9မိနစ်တရားထိုင်ဖို့တော့ပြင်းနေကြရိတ်သာဝင်ဖို့တော့မအားလို့နော်ဒီလိုမဝင်ဖြစ်ရဲ့ဒါကြောင့်ပြောပြီးပြီစိတ်မပါရင်ရိတ်သာကလည်းအိယာဖြစ်တယ်တဲ့စိတ်မပါရင်စိတ်မပါရင်ရိတ်သာကလည်းအိယာဖြစ်ပြီစိတ်မပါလို့ကတော့သောဝေကြီးပေါ့ရိတ်သာထဲမှာအာလုံးတရားထိုင်ငြိမ်နေတဲ့အကောင်းမမှတ်နဲ့ငုတ်တုတ်တချို့ကအိပ်ပျော်နေတာမဟုတ်လားမဲငုတ်တုတ်ကငိုက်နေတာငုတ်တုတ်ကအိပ်ပျော်နေတာကြီးစီမောင်းထုမှာအဲ့ဒီမှာလန့်လက်ပြီးတော့နော်အဲ့ဒီမှာနိုးပြီးတစ်စက္ကန့်သိမ်းလာကြတာဒါကြောင့်စိတ်မပါရင်ရိတ်သာကြီးတစ်ခုလုံးကလည်းအိယာဖြစ်တယ်တဲ့ဟိုတုန်းကရွာတရွာမှာအမေနဲ့သမီးကပြောတယ်အမေတဲ့တငယ်ချင်းတွေနဲ့အဖို့ကောင်းလို့သမီးရိတ်သာဝင်မယ်ကောင်းလိုက်တာသမီးရဲ့သမီးတို့လိုအသက်ငယ်ရွယ်အဲ့ဒီလိုရိတ်သာစခန်းတွေကိုစိတ်ဝင်စားလာတာအမေဝမ်းသာတာပေါ့ကြွမြင်းဝင်ဒါနဲ့ပဲသမီးကရိတ်သာသွားဝင်ပြီးတော့ရိတ်သာကပြန်လာတော့အမေကချက်ချင်းမေးတယ်သမီးရဲ့ဘလို့ဉာဏ်စဉ်တွေမြန်တက်ခဲ့သလဲသမီးရဲ့သမီးရခဲ့တဲ့ဉာဏ်စဉ်ကလေးပြောပြပါဆိုတော့သမီးကပြောတယ်အမေသမီးဉာဏ်စဉ်တော့မသိဘူးအခုငုတ်တုတ်အိတ်တက်သွားပြီဘလို့အိတ်တက်သွားလဲငုတ်တုတ်အိတ်တက်သွားပြီတဲ့သူအကြောင်းမို့လို့တချို့ရိတ်သားတွေကလည်းစိတ်မပါရင်အိပ်ရာတွေဖြည့်ပြီးတော့ထိုင်နေရေးငုတ်တုတ်အိပ်ပျော်တဲ့ယောဂီကတပုံတပင်ဆိုစိတ်ပါရင်အိပ်ရာကလည်းရိတ်သာဖြစ်တတ်သည်စိတ်ပါရင်အိပ်ရာကလည်းရိတ်သာဖြစ်တတ်သည်မိမိရဲ့အိမ်ကမိမိအိမ်နေတဲ့အိပ်ရာကလည်းစိတ်ဓာပါလို့ကတော့ဟေ့တရားလေးမှတ်ပြီးတော့အိပ်ပျော်သွားရင်အိပ်ရာကြီးတစ်ခုလုံးရိတ်သာမဖြစ်ဘူးလားဖြစ်ပါဗျာဒါကြောင့်အိပ်ရင်လည်းအမှတ်ကလေးနဲ့အိပ်ကြပါလို့မှာပါရစေကွယ်မကောင်းဘူးလားဟေးဒါကြောင့်မိမိတို့ရဲ့ဘဝမှာစုတောင်းတော်လဲမရနိုင်တာစုမတောင်းတော်လဲအလိုလိုရနေတာကဟိုခြင်းရဲ့သေခြင်းရဲ့ဒါကြောင့်အဲ့ဒီအိုခြင်းနာခြင်းသေခြင်းလေးကိုနှလုံးသားမှာတရားမှတ်ပြီးတော့အိုမဥခင်အနာမဥခင်အသေးမဥခင်ဉာဏ်ဆိုတာခြားလားတတိလားအာလုံးတတိရှိရမယ်အဲ့ဒီတတိနဲ့အသိကလေးမှမဥရင်ဘာမှမလုပ်ဖြစ်သေးဘူးနော်ဒါကြောင့်အိုခြင်းနာခြင်းသေခြင်းဆိုတဲ့
အိုမင်းနာမင်းသေမင်းဆိုတဲ့မင်းသုံးပါးကိုငါတို့ကိုနှိပ်စက်နေပါကလားအဲ့ဒီမင်းသုံးပါးရဲ့နှိပ်စက်မှုကလွတ်မြောက်ပြီဟေလို့တရားအားထုတ်ရင်ကြွေးကြော်လိုက်ပါဟုတ်တယ်နော်ဒါကြောင့်ဘုံဘုံတို့ချင်းပြည်မှာတော့တရားဟောရင်နည်းနည်းရှောင်ရှောင်ပြီးဟောရတာလေးတွေရှိတယ်ဒါကြောင့်ခဏခဏပြောပြတယ်အောက်ပြည်မှာတော့တရားဟောသီရဝါဒတရားတွေထဲမှာဥချင်းနာချင်းသိချင်းဒါတွေပဲအထက်ထက်သစ္စာတရားတွေစိုက်ပြဘုံဘုံလည်းချင်းတောင်တန်းကြီးသာသနာပြုတော့ဗုဒ္ဓဘာသာတွေဝင်ရောက်လာအခြားဘာသာဝင်တွေအာတုဘလည်းလာပင့်တယ်ဆရာကြွပါသုတ်တံပို့ပေးပါကျွန်တော်တို့ဘာသာတွေပေါင်းစည်းပြီးတော့လက်တွဲပြီးနောက်ဆုံးခရီးပို့တာပေါ့ဆရာရဲ့လာပင့်လိုက်သွားသုတ်တံတွေပို့ကြဗုဒ္ဓဘာသာအာတုဘဆိုရင်လည်းခရစ်ယာန်ဘုန်းတော်ကြီးတွေပါတချို့လိုက်ပြီးတော့နှစ်ဘာသာလက်တွဲပို့ကြနောက်ဆုံးခရီးအထိနှစ်ဘာသာညီညွတ်ရေးတွေပြကြအရန်ကောင်းတဲ့အလုပ်တွေပေါ့ဒါနဲ့ပဲတနေ့တော့ဖြင့်အခြားဘာသာတယောက်ကစုံတော့လာပင့်တယ်ဒါနဲ့ချင်းဘုန်းကြီးလဲတန်ဃာတော်တွေဝန်းရံပြီးတော့ရုပ်အလောင်းဝေးနာမှာတရဏဂုံတွေတင်တာပေါ့မရဏနုဒတိကမ္မထမ်းတွေပွားအနိစ္စဝတ္တသင်္ခါရဥပဒဝယဓမ္မိနောဥပေစိတဝနိရုဇန္တိတေသံဥပသမောဒုက္ခောပါဠိလိုဘယ်သူမှမသိဘူးပါဠိလိုဆိုတော့ပြိဿတ်တွေကနားမလဲဘူးဒါနဲ့ပဲမြန်မာလိုပေါ့ယုံနဲ့ဓမ္မသင်္ခါရတွေရလာသောယုံနဲ့နံရှိသောဤခန္ဓာကိုယ်ရှိသောလူတိုင်းသည်ဟိုခြင်းနာခြင်းသေခြင်းတွေနဲ့ကြုံတွေ့ပါပြီဒါကြောင့်အိုနာသေးမဥခင်ကုသိုလ်တွေဥအောင်လုပ်ကြဖို့ဘယ်တိုင်းရင်သာဖြစ်ဖြစ်ဘယ်လူမျိုးဖြစ်ဖြစ်ငရုတ်သီးစားရင်ဆက်တယ်ထညက်စားတော့ချိုးတယ်ဟဲ့ဒါကြောင့်ငရုတ်သီးဆိုတာဘယ်တိုင်းရင်သာဘယ်လူမျိုးစားဆက်တယ်ငရုတ်သီးကိုဗမာစားပြီးတော့ဆက်တရုတ်စားပြီးချိုးတယ်ဆိုတာမရှိဘူးဗမာစားပြီးဆက်ကလားစားတော့ချိုးတယ်ဆိုတာမရှိဘူးအားလုံးဘယ်သူဘယ်လူမျိုးဘယ်ဘာသာဝင်စားငရုတ်သီးဆက်တယ်ထညက်ဆိုတာဘယ်ဘာသာဘယ်လူမျိုးစားချိုးတယ်ဒါကြောင့်ကုသိုလ်ဆိုတာလဲဘယ်သူလှုပ်ကောင်းကျိုးရတယ်အကုသိုလ်ဆိုတာလဲဘယ်သူလှုပ်မကောင်းတဲ့ဆိုးကျိုးတွေရတဲ့ဟေးဒါကြောင့်ဥချင်းနာချင်းသေခြင်းမဥခင်ကုသိုလ်တွေဥအောင်မြန်လုပ်ကြဖို့တရားဟောလိုက်တော့အာတုဘတော်လိုက်မပူပါသေးဘူးတိုင်းရင်သားကြီးတယောက်ကရှေ့နာလက်ရက်ပြီးတော့ဖရာတဲ့ဂေါရမမြတ်စွာဘုရားကလည်းကျွန်တော်တို့ဘာသာကိုနှိပ်ကွပ်ပါတယ်အခုလည်းကြည်ပါလားသူ့တရားတွေနဲ့သူဟောတဲ့တပည့်တန်ဃာတွေကလည်းကျွန်တော်တို့တိုင်းရင်သားတွေဆိုဘယ်သောအခါမှမျက်နာမပေးဘူးနှိပ်ချတယ်ဆရာတဲ့ကြည်ပါလားတရားထဲမှာတော့မှအိုချင်းနာချင်းသေချင်းအိုတာတော့ကျွန်တော်တို့ချင်းလူမျိုးတွေအိုခိုင်းတယ်ဆရာနာတာတော့ကျွန်တော်တို့ချင်းလူမျိုးတွေနာခိုင်းတယ်ဒီမဲ့ချင်းလူမျိုးသေပါတယ်ဆိုမှကျွန်တော်တို့ချင်းလူမျိုးတွေကိုထပ်သေခိုင်းနေပြန်တယ်သေချင်းတယ်အဲ့တော့ဆရာရဲ့နောက်တစ်ခါဆရာတရားဟောရင်အိုချင်းနာချင်းသေချင်းလို့မပြောပဲအိုဗမာနာဗမာသေဗမာလို့ပြောင်းပြောရင်မရဘူးလားချင်းပြည်ရောက်မှပဲဗုဒ္ဓတရားတော်တို့ကပြောင်းဟောရမလို့ဖြစ်ကုန်နော်ဒါကြောင့်အောက်ပြည်မှာဒါအိုချင်းနာချင်းပြောလို့ရတာချင်းပြည်မှာထဲ့မပြောရဘူးအဲ့ဒါဟောတတိထားရတယ်ရှောင်ရတယ်နော်အဲဒီတော့ချင်းကလေးတွေရဲ့ဘဝကိုမြင့်တင်နေတဲ့ဘုန်းကြီးဆိုတော့လေအဲ့ဒီနေရာစပြီးတော့အိုချင်းမထဲ့တော့ဘူးပေါ့ကွယ်နော်ဟာခမျိုးကနေကလေးမျိုးကိုလိုင်းကားတွေစီးတယ်ဟာခမျိုးကကလေးမျိုးကိုလိုင်းကားစီးတော့လမ်းမှာဖလန်းမျိုးဆိုတာရှိသေးတယ်မိုင်40မှာဒါနဲ့ပဲဟာခမျိုးကကားစီးသွားတော့ဘုံဘုံတော့ခုံနံပါတ်1နဲ့ထိုင်လိုက်ပရိသတ်တွေကလည်းအောက်မှာလည်းအပြည့်အပေါ်ခေါင်မိုးပေါ်မှာလည်းအပြည့်လိုက်ကြဖလန်းရောက်တော့ဂိတ်ကြီးဟာလိုက်မဲ့လူကလည်းများတယ်
ဒါနဲ့ပဲရက်တော့တစည်းတဲ့တစ်နေ့လုံးမှဆိုတော့လိုက်စီးကျင်ကြတာပေါ့ဒါနဲ့ပဲကားစပယ်ကအောက်ထဲဆင်းပြီးတော့မော့ကြည့်ပြီးတော့အော်တယ်အပေါ်ကချင်းနေချတဲ့ချင်းတွေကမကြည်နဲ့ဘူးချင်းတွေချဆိုတော့ငါတို့လည်းပတ်စံပေးစီးတာပဲကွာတဲ့ဘာလို့ချင်းတွေချရမှာလဲတဲ့ဟာခင်ဗျားတို့ချင်းတွေပြောတာမဟုတ်ပါဘူးဟိုနောက်မှတင်လာတဲ့ချင်းတွေပလုံးတွေကိုပြောတာပါအဲ့ဒီချင်းတွေအောက်ချလိုက်ရင်လူတွေစီးလို့ရတယ်ပြောတာပါအဲ့ဒီလိုရှင်းရှင်းပြောပါတယ်ချင်းတွေချဆိုတော့အဲ့ဒီတော့ပလတ်စတစ်ချင်းချကျိန်ချင်းချအဲ့ဒီလိုပြောပါတဲ့ရောပြီးတော့ဟိုချင်းတွေချမပြောပါနဲ့အဲ့ဒီတော့အဲ့ဒီချင်းကပါသွားပြန်တယ်အဲ့ဒီနော်ဟောချင်းကလေးကိုရှောင်ပြီးတော့ချင်းတောင်တန်းမှာစကားတွေပြောတတ်ရပါတယ်ဆက်ဆံတတ်ရပါတယ်အဲ့ဒီလိုဆက်ဆံမှုတွေပြည့်ပြည့်မှသာလျင်ချင်းနဲ့ဗမာနဲ့ချင်းတို့နော်လက်တွဲပြီးတော့တောင်တန်းကြီးပေါ်မှာသာသနာပြုလို့ရပါတော့ကြောင့်ချင်းတောင်တန်းဆရာတော်23နှစ်ဘယ်နှစ်လဲသာသနာပြုခဲ့တာတောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးတက်ရှိထင်ရှားကာလတွေကနေခဲ့တာဒါကြောင့်ဆရာတော်ဘုရားကြီးကစာသင်တိုက်ကြီးဖြစ်စေခြင်းလို့တန်ခါများနဲ့မြို့တော်ကြီးမှာသင်္ကန်းရောင်တွေလွှမ်းစေခြင်းလို့စာသင်တိုက်ကြီးဖွင့်ခိုင်းတယ်တန်ခါများမွေးခိုင်းတယ်ငယ်လက်ကြီးဓမ္မစရိယာတွေအောင်ကြိုးစားခိုင်းတယ်ဟာခါမြို့မှာတန်ခါက2ပါးတယ်ထန်တလန်မြို့မှာတန်ခါ1ပါးဖလန်းမြို့မှာတောင်တန်းဆရာတော်ကြီးအရှင်ဥဒ္ဓမသာရ1ပါးမြို့3မြို့ပေါင်းတာတန်ခါဘယ်နှပါးဟာခါ2ပါးဖလန်း1ပါးထန်တလန်1ပါးဘယ်နှပါး3မြို့ပေါင်းတာတန်ခါတော်က4ပါးရှိနေတဲ့အတွက်ဟာခါမြို့တော်ကဒါယကာကြီးဥနုနီယာတို့ဗုဒ္ဓဘာသာတွေကိုအပြီးဝင်ရောက်လာတဲ့ဒါယကာကြီးဥနုနီယာတို့သူ့ရဲ့ညီတော်ဥဆိုင်လာတို့သူ့ရဲ့ညီတော်ဥကွေထွေးတို့အသက်60 80တွေကကျောင်းမှာလာပြီးတော့လျှောက်တယ်ဘုံတဲ့ကျေးဇူးတင်လိုက်တာဘုံဒီမှာသာသနာပြုအနေကြာနေတဲ့အတွက်ကျွန်တော်တို့မိသားစုတွေလည်းအလုံးဗုဒ္ဓဘာသာတွေအကုန်ဖြစ်ကုန်ပြီဗုဒ္ဓဘာသာတာဖြစ်တာပါဘုံတို့လိုသင်္ကန်းဝတ်ချင်တယ်ကျွန်တော်တို့ဘဝတစ်လျှောက်လုံးတောင်တန်းဆရာတော်ကြီးလက်ထက်ထဲကသင်္ကန်းဝတ်ခွင့်မရခဲ့ဘူးဘာဖြစ်လို့လဲဆရာတော်ကြီးကပြောတယ်ကိုရင်ပဲဝတ်ခွင့်ပေးမယ်ယဟန်ပြုခွင့်မပေးဘူးယဟန်ဆိုတာဟာတိမ်ထဲဝင်ကမဝါဖတ်ရင်ယဟန်5ပါးရှိရတယ်ဘယ်နှပါးအခုက4ပါးတည်းရှိလို့ကမဝါမမြောက်လို့ကမဝါတစ်ခါမှမဖတ်ခဲ့ရဘူးတိမ်မဝင်ခဲ့ရဘူးဒါကြောင့်ကျွန်တော်တို့အခုတော့တန်ဃာတွေအများကြီးစာသင်တိုင်းမှာရှိလာလို့နှွေရာသီမှာဒုံလဘတွေယဟန်ခံခွင့်ရပြီတဲ့သင်္ကန်းဝတ်ခွင့်ရပြီယဟန်ပြုခွင့်ရပြီမြင့်မြတ်တဲ့ယဟန်ဘဝကိုတယောက်ခွင့်ရတာတန်ဃာတွေရဲ့ကျေးဇူးကြောင့်ပါလို့ဥနုနီယာတို့ဥကွေထွေးတို့ဥဆိုင်လာတို့ဒါယကာကြီးတွေကအသက်60 80တွေအာရဝမ်းသာလာလျှောက်ကြတယ်ဒုံလဘယဟန်ဝတ်ပွဲမှာလက်အုပ်တွေချီးပြီးတော့ဒီလိုလျှောက်ပြတော့မှဒီချိန်တစ်ခါတော့ကဗုဒ္ဓဘာသာဆရာတော်ကြီးရင်ခွင်ရိပ်ဖြစ်ပါရဲ့နဲ့ကိုရင်တော့ဝတ်လို့ရပေမဲ့သူတို့အရွယ်ကြီးတွေယဟန်ပြုရမှာပေါ့ဒါပေမဲ့ယဟန်တက်ခွင့်မရခဲ့ဘူးကမဝါဖတ်ဖို့တန်ခါမရှိလို့မှတ်ရလားတို့အောက်ပြေကလူတွေကြတော့ယဟန်နှစ်စဉ်ပြုလို့မရဘူးလားဟာအချိန်ခဏယဟန်ခံခွင့်ရတယ်ဒီပုဂ္ဂိုလ်တွေဒီအမျိုးသားတွေဒါပေမဲ့သူတို့ယဟန်မဝတ်ချင်ဘူးအခွင့်ရတာတောင်သူတို့ကမဝတ်ချင်ဘူးနှွေရာသီအလတ်ရဲ့ကြောင်းပိတ်ရဲ့၄တောင်မှနော်3ရက်တောင်အနိုင်5ရက်ဆိုတော်တော်ဆွဲထားရတယ်9ရက်ဆိုချော့မော့တောင်ထားရတယ်ဘဝနော်ဒါကြောင့်အခွင့်ရေးကောင်းတာတော့မှမဝတ်ချင်ကြဘူးကွယ်ဟိုမှာဝတ်ချင်တာတော့မှဝတ်လို့ရသလားအဲ့ဒီနေရာမှာသာသနာပြုတယ်ဖယားမရှိတဲ့ရက်မှာဖယားတဲတယ်တရားမရှိတဲ့ရက်မှာတရားတွေဩတယ်သံဃာမရှိတဲ့ရက်မှာသံဃာတော်တွေမွေးခဲ့တယ်မအောင်မြင်ဘူးလား
အောင်မြင်တဲ့ပုံရိပ်တွေပြပေးဒါကြောင့်လဲယနေ့တရားကိုလေးတွေအဝင်မာတွေကဟိုးအမှတ်စဉ်တစ်ကစပြီးတော့ရသလောက်လေးတွေစုဝေးလာပြီးအရင်တရားကိုလေးတွေဒီနေ့ဝေပေးတာမှန်တယ်နော်အဲ့ဒီခွေလေးတွေကိုကြည့်ပါတစ်ခေါက်အိမ်ရောက်တဲ့အခါမှာအစာဆုံးကြည့်အဲ့ဒီမှာအားလုံးခွေထဲမှာပါတယ်သာသနာပြုအောင်မြင်မှုပုံရိပ်ကလေးတွေပါတယ်အဲ့ဒါလေးတွေကိုလေးလာပါကြီးညိုပါသာဓုခေါ်ပါတို့သာသနာတော်ကြီးဟာတောင်ပေါ်နဲ့မြေပြန့်ပေါင်းကူပြီးတော့ဒီလိုသာသနာပြုအောင်မြင်နေပါလားထီရဝါဒတိုင်းပြည်မှာထီရဝါဒသာသနာထွန်းကားကိုယ်ဘာသာကိုယ်သာသနာမြင့်မားနေရဲ့အလုံးဘာသာဝင်တွေရဲ့ဘဝကိုမမြင့်ဘူးလားအေးဒါကြောင့်မိမိတို့ရဲ့ဘဝမှာအိုမင်းနာမင်းသေမင်းဆိုတဲ့နှိပ်စက်နေတဲ့မင်းသုံးပါးကလွတ်မြောက်အောင်အခြားလားအားထုတ်ရမှာလားလွတ်မြောက်ဖို့ဆိုရင်ကိုယ်တိုင်မကျင့်ရဘူးလားအခြားလားတရားအလုပ်လားတင်ပလင်ခွေကထိုင်နေပါဖြောင်းစွာခါကိုထားမလှုပ်အိမ်တည်းငြိမ်ငြိမ်နေစိတ်တွေမလွင့်ပါမျက်စိမိတ်ပါကောင်းတဲပါဝမ်းမစိတ်ကိုထားဖောင်းတာပိန်တာစိတ်ဆိုင်ပါမတ်ပါယောဂီများထုံနာချင်းနာကြိုက်ခဲလာမတ်ပါယောဂီများသဘောတရားဖြစ်ပေါ်ညာမသာယောဂီများတင်ပလင်ခွေတော့အ ਨੇ ဆုံးမထိုင်ရဘူးလားခြေတော့ဖွာနှစ်ဖက်ပေါ်ပြီးတော့ထိုင်ရင်ဘောဒီတင်ပလင်မြတ်စွာဘုရားထိုင်တာအမျိုးသားတွေလို့ယခုလို့တင်ပလင်တွေချိတ်ထိုင်ထားရဲ့အဲ့ဒါမဟာတင်ပလင်ယောက်ျားတွေထိုင်သည်အမျိုးသမီးတွေလို့ဖွာတစ်ဖက်နောက်ကိုပြတစ်ဖက်ဖုံတစ်ဖက်ဖော်ထိုင်ထားရင်အဒ္ဒတင်ပလင်တဝက်ဖော်ထားတဲ့အတွက်တဝက်ဖုံထားတဲ့အတွက်အဒ္ဒတဝက်တင်ပလင်တဲ့ဘယ်နှမျိုးအဲ့ဒီ၃မျိုးနဲ့တရားထိုင်လို့ရပါတယ်တင်ပလင်ခွေကားထိုင်နေပါဖြောင်းစွာခါကိုထားမလှုပ်အိမ်တွေတဲ့စိတ်ငြိမ်ရင်ရုပ်ပါငြိမ်ပြီဟဲ့မလှုပ်တော့ဘူးအဲ့ဒီမလှုပ်သောအိမ်တွေဖြင့်မလှုပ်အိမ်တွေငြိမ်ငြိမ်နေစိတ်တွေမလွင့်ပါတရားထိုင်နေတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီစိတ်ကလေးအိမ်ကိုလည်းမရောက်နဲ့စီးပွားရေးကိုလည်းမရောက်နဲ့သားတွေသမီးတွေစီလည်းမရောက်နဲ့အိမ်မှာဝှက်ခဲ့တဲ့သိမ်းခဲ့တဲ့ဗီဒီယိုတွေကပစ္စည်းဥစ္စာတွေနော်ခတ်ခဲ့တဲ့တော့ပါမပါရလားဟဲ့အခုမှမစမ်းနဲ့နော်ဘယ်နာထားခဲ့သတိမရနဲ့တော့အဲ့ဒီလိုစိတ်တွေဟိုရောက်ဒီရောက်လွင့်နေရင်အားထုတ်လို့ရပါမလားမလှုပ်အိမ်တွေငြိမ်ငြိမ်နေစိတ်တွေမလွင့်ပါမျက်စိမိတ်ပါခေါင်းတဲပါဝမ်းမစိတ်ကိုထားမျက်စိဖွင့်မထားနဲ့ဟိုကြည့်ဒီကြည့်မလုံနဲ့နော်မျက်စိကလေးကိုမျက်လွန်အချအသာကလေးပိတ်ဝမ်းပိုက်ကလေးကိုပဲစိတ်ဆိုင်လေကလေးရှူသွင်းလိုက်တဲ့အခါမှာဝမ်းပိုက်လေးဖောင်းလာတယ်အဲ့ဒီဝင်လေးကိုပြန်ထုတ်လိုက်ရင်ဝမ်းပိုက်လေးပိန်သွားတယ်ဒါကြောင့်ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ဆိုတာချားလားဝင်လေးလားပိန်တယ်ဆိုတာချားလားထွက်လေးလားဒါကြောင့်ဖောင်းတယ်ပိန်တယ်မှတ်ခိုင်းတာလေအတ္တသာပတ္တသာပြောပါလိုက်ဝင်လေထွက်လေမာစီဆရာတော်ကြီးကမြင်သာတင်သာအောင်ဖောင်းနေပိန်နေလို့မှတ်တဲ့အခြားလားဖျားနီးလားအတ္တသာပတ္တသာဝင်လေထွက်လေမှတ်ရမယ်ပါဠိလိုအတ္တသာပတ္တသာမြန်မာလိုပြန်တော့ဝင်လေထွက်လေဆိုတော့ဒါလည်းဖျားနီးပဲလေလေဝင်သွားရင်ဝမ်းပိုက်လေးဖောင်းတာပေါ့လေတွေအကုန်ထွက်သွားရင်ဝမ်းပိုက်လေးပိန်တာပေါ့ဒါအတ္တသာပတ္တသာဝင်လေထွက်လေကိုမြင်သာထင်သာအောင်ဖောင်းနေပိန်နေလို့မှတ်ခိုင်းတာပဲမဟာစီနီးလဲအခြားလားဖျားနီးလားဟဲ့မိုးကုတ်နီးလဲအခြားလားဖျားနီးလားဖြစ်ပြရှုပါဝေဒနာတွေကိုရှုပါ
ဝေဒနာနဲ့တဏှာကြားကိုပြစ်မှတ်ထားပါဟောထုံနေကျင်နေကြိုက်တယ်ခဲတယ်ဆိုတာချာလားဝေဒနာလားထုံနာကျင်နာကြိုက်ခဲလားမှတ်ပါယောဂီများဟောဒါလည်းမိုးကုတ်ဆရာတော်ဘုရားကြီးကဝေဒနာပြစ်မှတ်ထားရှုခိုင်းတယ်ဆိုတော့အခြားလားဖရာနီးလားဒါကြောင့်မိုးကုတ်လည်းဖရာနီးမဟာစီလည်းကွဲเสียလိုသလားခွဲเสียလိုသလားဒါကြောင့်ထေရဝါဒနိုင်ငံကြီးမှာမကွဲကြနဲ့ကွယ်ခွဲလဲမခွဲကြပါနဲ့ဖရာရဲ့တရားတွေကိုပဲအားလုံးမြင်သာထင်သာဟောနေတာဖြစ်လို့ဖရာကိုးကွယ်ရင်ဖရာတရားနာဖရာလမ်းစဉ်အတိုင်းပဲအားလုံးကျင့်ကြပါလို့မကွဲမပြားတသားတည်းရှိရေးလဲပြောခဲ့ပါတယ်ကွယ်မရဲ့လားဖောင်းနာဘိနာစိတ်ဆိုင်ပါမှတ်ပါယောဂီများထုံနာချင်နာကြိုက်ခဲလာမှတ်ပါယောဂီများသဘောတရားဖြစ်ပေါ်ညာမသာယောဂီများဘာပဲဖြစ်ဖြစ်မမှတ်ရဘူးလားသွားရင်စားရင်အိပ်ရင်ဒါကြောင့်အဲ့ဒီလိုအမှတ်ကလေးတွေနဲ့ဣရိယာပုတ်၄ပါးတိုင်းမှာမလွတ်ရင်တရားမရှိနေဘူးလားအမှတ်လွတ်သွားတာနဲ့တရားလွတ်ပြီပေါ့အမှတ်မလွတ်သေး၍တရားရှိနေပြီဆိုတဲ့အသိကလေးတွေလည်းအလုံးသစ္စာဝိပဿနာတရားလေးကိုလည်းခန္ဓာနဲ့ဘဝတစ်ထပ်ထဲကြားအောင်ဖြစ်ပြကဘာသစ္စာသိတာကဘာသစ္စာသိသွားတာကနောက်ခန္ဓာဘယ်သောခါမှမလာတာကအဲ့ဒါသစ္စာ၄ချက်ကြိုက်တာပေါ့ဘဝရှိတော့ခန္ဓာရှိခန္ဓာရှိတော့ဖြစ်ပြီးရင်ဘာသစ္စာရရှေ့အတိတ်တုန်းကလူဖြစ်ခြင်းနဲ့လူဘဝရရပါလို့ဤဘဝကိုတွေ့တာပြီးတော့ဆုတောင်းခဲ့တော့ဟဲ့ဒီဘဝလာမဖြစ်ဘူးလားအဲ့ဒီလိုဘဝကိုနှစ်သက်တွေ့တာခဲ့တာကသမုဒိယသစ္စာဘာသစ္စာသမုဒိယသစ္စာအကြောင်းခံလိုက်တော့အကျိုးကဒုက္ခသစ္စာဘာသစ္စာဒီဘဝကြီးရထားတာခြားလားဒုက္ခသစ္စာလားအိုဒုက္ခနာဒုက္ခသေဒုက္ခဒုက္ခကြီးဒါကြောင့်သမုဒိယအကြောင်းကြောင့်ဒုက္ခတို့ရနေပြီ။အော်ရတာဒုက္ခကြီးပါလားဟဲ့ဒီဒုက္ခကြီးကိုနောက်မလိုချင်တော့ဖြစ်ပြတရားတွေကိုမြင်ပါသောပရိသတ်အားလုံးကမဲ့လန်းဖို့လန်းဖို့ကိုတက်အောင်ကြိုးစားလိုက်တော့မဂ္ဂသစ္စာဘာသစ္စာအိမ်အပြန်မအိတ်ခင်ဖျားစဉ်ရှိ9မိနစ်တရားအားထုတ်တာမဂ္ဂသစ္စာဘယ်လမ်းပေါ်တက်မဲ့လမ်းပေါ်တက်ပြီးမဲ့အသည့်ဖိုးအသည့်တွေနဲ့ကျင့်လိုက်တော့နိရောဓသစ္စာနိဗ္ဗာန်ပန်းနိုင်ကိုမဖွင့်နိုင်ဘူးလားတကားမခောက်နိုင်ဘူးလားအေးနိဗ္ဗာန်တကားကိုခောက်နိဗ္ဗာန်တကားကြီးကိုဖွင့်ပြီးတော့တန်တိဒုက္ခအေးငြိမ့်တဲ့နိဗ္ဗာန်အယဝန်းမှာပျော်ပျော်ကြီးနေကြပါစို့လို့မှတ်ရလားအာယောဂရမင်းသားလေးဘယ်နှစ်မှတောထွက်ဘယ်နှစ်မှယဟန်ပြုသူအသက်တွေလွန်ကုန်ပြီအချိန်တွေတော်တော်ဖြုံးခဲ့ပြီးပြီဒါကြောင့်ကြံရှိနေသေးတဲ့အချိန်လေးတော့အသုံးမဲ့ချပါမဖြုံးကြပါနဲ့လို့အဓိပ္ပာယ်ရှိရှိတန်ဖိုးရှိရှိအသုံးချပြီးဘဝကိုမဖြုံးတီးကြပါနဲ့တော့လို့ဆုံးမစကားဩဝါဒလေးပေးရင်မင်းသုံးမင်းဘာမင်းနေပြောတာလဲဟိုမင်းနာမင်းသေမင်းတွေကိုဖြင့်ယနေ့အပြုတ်နှံတွန်းလှန်ပြီးတော့မင်းတို့ရဲ့ဘဝကငါလွတ်မြောက်ပြီဟေလို့ကြွေးကြော်ကတရားတွေကိုဆွဲဆွဲမြဲမြဲကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေဆုတောင်းမေတ္တာပို့ပြီးအလုံးစုံဣမံဓမ္မဒေသနာဤတရားဒေသနာတော်ကိုသာဓဝချင်းပြည်နယ်ပြန်လဲထူထောင်ရေးဓမ္မပူဇာသဘင်တရားနှင့်အလူပေးပါသောတရားကုသိုလ်ရှင်ဘိုလ်ချုပ်ကျော်စွာခိုင်တရားအလူအမတော်ခင်ဖြူမာသာသမီများဖြစ်သော
မောင်လင်းသူအောင်မခင်စပယ်ခိုင်မောင်တန့်စင်နှင့်မြေဖြစ်သူမောင်ဘုံပြည့်မင်းသူမိသားတစုရိတ်သာငါလံဝေဇယန္တာအိယာသင်္ကန်းကျွန်းမြို့နယ်နှင့်ကြွားရောက်ကြသောကုသိုလ်ရှင်အလူရှင်များတရားနာပရိသတ်တို့သည်အပမဒေနာမမေ့သောတတိတရားဖြင့်တမ္ပါဒိဋ္ဌလိုက်နာကျင့်သုံးနိုင်ပါစေတည်းသာဓုသာဓုသာဓုရှုသိစွာလျှောက်ထားပါသည်ရှင်ဗျာသာသနာ့ဝန်ကြီးဌာနစဗုဒ္ဓတိဗိမာန်တော်ကြီးတွင်ဆင်ကျင်းပပါသောချင်းပြည်နယ်ပြည်နယ်ထူထောင်ရေးဓမ္မသဘင်9ရက်17လ2015ဒီကနေ့4ရက်မြောက်နောက်ဆုံးအောင်ပွဲညတွင်တရားတော်များကိုဟောကြားတော်မူပါသောချင်းတောင်နယ်သာသနာပြုဒေါက်တာရှင်တေဇောသာရဆရာတော်ရှင်သူမြတ်၏ကပ္ပိယကာရကဖြစ်သူထံသို့အလှရှင်တို့၏ဓမ္မဘူဇာလူတော်ငွေများအားလှူဒန်းအနံ့ခြင်းစီစဉ်ဖြစ်ပါသည်ရှင်ဗျာအလှတော်ငွေများအားလက်ခံပေးနိုင်ပါရန်ကပ္ပိယကာရကဥကိုလက်မှဆောင်ရွက်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါသည်ရှင်ဒီကနေ့4ရက်မြောက်အောင်ပွဲည၏နောက်ဆုံးည၏မဒီလူရှင်ဖြစ်ပါသောဘိုလ်ချုပ်ကျော်စွာခိုင်ငိမ့်ဒေါခင်ဖြူမာမောင်လင်းသူအောင်မခင်စပယ်ခိုင်မောင်တန့်စင်မြေမောင်ဖုံးပြည့်မင်းသူမိသားစုတင်ငန်းညွန့်မြို့နယ်မှာမဒီလူတော်ငွေကျပ်350အားကပ္ပိယဖြစ်သူထံသို့လူရန်အနံပေးပါရန်မဒီလူရှင်အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်ရှင်ဆက်လက်ပြီးဒေါ်တနေဝင်းတမိမခင်ပပဝင်းတာကိုအောင်ဆန်းဝင်းတမိမခင်လာပြည့်ဝင်းမိသားစုမှဓမ္မဘူဇာလူတော်ငွေကျပ်2သိန်းအားလှူဒန်းပေးပါရန်အလှရှင်အားဖိတ်ခေါ်အပ်ပါသည်ရှင်မိခင်ဒေါ်ဦးခင်အားမူချ၍ဒေါ်ညွန့်ဝင်းမိသားစုမှဓမ္မဘူဇာလူတော်ငွေကျပ်3သိန်းအားလှူဒန်းပေးပါရန်အလှရှင်အားဖိတ်ခေါ်အပ်ပါသည်ရှင်ရှမ်းကင်းမြို့နယ်နေဒေါက်တာတင်အောင်ဒေါ်ညွန့်ညွန့်ဝေမိသားစုမှဓမ္မဘူဇာလူတော်ငွေကျပ်3သိန်းနဲ့တကွာသင်္ကန်းတွိစုံနှင့်ဖက်နှက်တို့အားလှူဒန်းပေးပါရန်အလှရှင်အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်ရှင်မခင်သူစားလွေနှင့်ဈေးသူဈေးသားများခါခွေးရက်ွက်မြောက်ကလာပါမှ
မခင်သူစာနှင့်ဈေးသူဈေးသားများခါကိုရက်ွက်မြောင်းကလာပါမှာဓမ္မပူဇာလူတော်ငွေကျပ်9000ဝလှူဒန်းပေးပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်ရှင်ကွယ်လွန်သူနှစ်ဖက်မိဘများမှုထား၍ဥအောင်မြင့်ဒေါ်အေးမြင့်မိသားစုမှာအလူတော်ငွေကျပ်3000နဲ့တကွာရွှေပြည်နယ်9ကတ်တို့အားဆရာတော်ဘုရားထံလူဒန်းပေးပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်ရှင်ဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတို့ရှင်ဒီကနေ့ညစုစုပေါင်းဓမ္မပူဇာလူတော်ငွေများမှာဒီကနေ့ညတရားနာကြွရောက်ကြပါကုန်သောတရားချစ်ခင်သူတော်ကောင်းပေါင်းတို့၏ဓမ္မပူဇာလူတော်ငွေနှင့်စုပေါင်း၍စုစုပေါင်းဓမ္မပူဇာလူတော်ငွေကျပ်55သိန်း2550ဖြစ်ပါ၍တာရုခေါ်ဆိုကြပါကုန်စို့ရှင်တာတုတာတုတာတုဆက်လက်ပြီးဥပိုလ်တန်ဒေါခင်စန်းမြင့်မိသားစုဗျမ်းရည်ဦးစင်လက်တာဝန်မြို့နယ်မှာပဋ္ဌာန်းကျမ်း5ကျမ်းနှင့်တကွပိဋကတ်3ပုံတို့အားဆရာတော်ဘုရားထံလူဒန်းပေးပါရန်အလူရှင်အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်ရှင်ဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတို့ရှင်ဒီကနေ့ညမှာမဒီလူတန်းမှာတော့မဒီလူရှင်များဖြစ်ကြပါတဲ့အလူတိုင်ကဘုချုပ်ကျော်စွာခိုင်ဒေါခင်ဖြူမာနဲ့မိသားစုတို့မှာချင်းတောင်နန်းသာသနာပြုဆရာတော်ဒေါက်တာရှင်တေဇောသာရရှင်ဖျားအားအမှုထားပြီးတော့ဗိမာန်တော်ကြီးမှာလိုအပ်လျက်ရှိပါတဲ့ကျက်10သိန်းနဲ့မတ်တက်ရဲ့အဲကွန်းတစ်ခုအားထည့်ဝင်လူပန်းပါသဖြင့်တာရုခေါ်ဆိုကြပါကုန်စို့ရှင်သာဓုသာဓုသာဓုမှန်လားပါဗျာယနေ့ညပြုလုပ်လူတဲ့ကြပါတော့သာဓုသာဓုသာဓုမှန်လားပါဗျာယနေ့ညပြုလုပ်လူတဲ့ကြပါတော့ကောင်းမှုကုသိုလ်ဖို့စုတို့အားများတတဝါများထတ်တူညီများရကြစေ၍အများတန်းပေးဝေတာရုအနုမောဒနာခေါ်ဆိုနိုင်ရတဲ့ဆရာတော်ဘုရားမှာချီးမြှောက်ပေးတော်မူပါယံရိုသေစွာလျှောက်ထားအပ်ပါသည်ရှင်ဗျာယနေ့ပြုတဲ့ကုသိုလ်တွေကိုရည်စက်သွန်းချအမြပေးဝေခြင်းအမှုပြုပါမယ်ကွယ်ဘုံဘုံတို့ဒီနေ့ဘုံဘုံရဲ့တရားပွဲသဘူတိရိဗိမာန်မှာ17လပိုင်းအတွက်ဒါဒီနေ့ညပြီးမြောက်အောင်မြင်သွားပါပြီ17လပိုင်းအတွက်တရားပွဲပြီးမြောက်အောင်မြင်သွားပြီးတဲ့ချိန်မှာဘုံဘုံတို့ဆရာတော်သာသနာပြုရန်ညစဉ်ညတိုင်းပါဝင်လှူဒန်းခဲ့တဲ့ဓမ္မဒါနအမတဒါနကုသိုလ်အလှူတော်တွေဒါအမြအတန်းတပေါင်းတစည်းတဲ့ပေးဝေပါတယ်ဗတ္တသူဆက်နွယ်သူဘဝဟောင်းကဆွေမျိုးများနဲ့အခုဘဝတော်ဆက်ခဲ့တဲ့ဘဝမိဘဆွေမျိုးညာတကာတွေကိုလည်းအမြအတန်းပေးဝေပါတယ်ဘုံဘုံတို့ဆရာတော်နဲ့တပည့်တကာတွေလက်တွဲပြီးပြုလုပ်လူရန်တဲ့ကုသိုလ်တွေကိုသာရုခေါ်ဖို့မျှော်လင့်ဆောင်စားနေကြတဲ့ပုဂ္ဂိုလ်တွေအလုံးကိုလည်းအထူးပဲရည်ရွယ်ပြီးတော့အမြပေးဝေပါတယ်ဆရာတော်သဘူတိရိဗိမာန်မှာတရားဟောခဲ့တဲ့အတွက်အထိန်အမှတ်မတ်ရရလေးဖြစ်အောင်နော်အကျိုးဆောင်တဲ့ဘုံဘုံရဲ့တကာကိုအောင်မိုးကလိုအပ်ရလေးပေါ့အေယာကွန်လေးလိုတယ်ဒါကြောင့်
ဆရာတော်ကြီးတွေဗိမာန်တော်ကိုကြွားပြီးတော့တရားတွေဟောတဲ့အခါမှာတက်တောင်သက်သာဟောလို့ရအောင်နော်အေယာကွန်လိုအပ်တယ်ဒါလိုအပ်တဲ့အတွက်ဒါဘုံဘုံတို့ဘုံဘုံနဲ့ဘုံဘုံရဲ့မိသားစုတွေကလိုအပ်ရာလေးကိုထည့်ဝင်ပြီးတော့ဒီနေ့အောင်ပွဲညမှာအေယာကွန်တစ်လုံးနော်ပါဝင်လှူဒန်းပေးတယ်ဒါလေးကိုလည်းအကျိုးတော်ဆောင်တွေကနော်ကပီးမော်ကွန်းလေးတင်ပြီးတော့မမရရလေးအဲ့ဒါလေးလှူပေးပါကိုအောင်မိုးကိုပြောပြီးတော့ဒီကုသိုလ်ကိုလည်းဒီနေ့ညပေါင်းစည်းပြီးတော့အမြအတမ်းပေးဝေပါတယ်သာသနာလမ်းနေခင်းသွားတဲ့ဘဝနှစ်ကြောင်း1995ခုဒီဇင်ဘာလမှာဘဝနှစ်ကြောင်းပြောင်းသွားတဲ့ခြေစွတော်ရှင်တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးကိုလည်းသာတပည့်ရတဲ့ကုသိုလ်တွေအမြဲတမ်းအမြအတမ်းပေးဝေပါတယ်တောတောင်ရအသီးသီးမှာသာသနာပြုလုပ်ငန်းတွေစောင့်ရှောက်နေကြတဲ့မြင်ရမမြင်ရတဲ့ပုဂ္ဂိုလ်အနန္တကိုလည်းအမြပေးဝေပါတယ်ဆရာတော်ဘုရားနဲ့တော်၎င်းညစဉ်ညတိုင်းဓမ္မဒါနကုသိုလ်ရှင်များနဲ့တော်၎င်းအလူရှင်များနဲ့တော်၎င်းတရားနာပရိသတ်များနဲ့တော်၎င်းအကျိုးတော်ဆောင်များနဲ့တော်၎င်းပတ်သက်ဆက်နွယ်သူအာလုံးဆွေတော်8000မျိုးတော်ပေါင်းတွေကိုအမြအတမ်းပေးဝေပါတယ်အာလုံးဝမ်းမြောက်စွာသာဓုခေါ်ဆိုနိုင်မှုစီဖို့ရန်ဝစီကံကုသိုလ်ဖြစ်အောင်လိုက်ဆိုကြဣဒံမေပုံညံနိဗ္ဗာနသပစ္စယောဟောတုချင်းတောင်တန်းသာသနာပြုဆရာတော်ဖရာညစဉ်ညတိုင်းတရားတော်များဟောကြားခဲ့သောကရုဏာဒါနပြန်လေထူထောင်ရေးတရားပူဇာပါဝင်လူဒန်းကြသည့်ကုသိုလ်ရှင်များအလူရှင်များတရားနာပရိသတ်များအကျိုးတော်ဆောင်လူကြီးမင်းများနှင့်အာလုံးသောပုဂ္ဂိုလ်သတ္တဝါအနန္တတို့သည်ဤကောင်းမှုဤကုသိုလ်ကိုအမြတ်ရပါစေဘဝတစ်ပါးကိုပြောင်းသွားကြသောမိသားစုဝင်ဆွေမျိုးအလုံးကိုအမြတ်ပေးဝေပါ၏အထူးအားဖြင့်ဤယနေ့ညတရားအလှတော်ပေးလူကြသောမိသားစုများနှင့်ပတ်သက်ဆက်နွယ်သူတဘုံတဘဝရောက်မိသားစုတို့အားအမြတ်ပေးဝေပါ၏ဤကုသိုလ်ကိုသာဓုခေါ်နိုင်ပါစေမြင့်မြတ်သောဘုံဘဝတို့၌ရောက်ရှိနိုင်ပါစေရေစဉ်သွန်းချ၍အမြတ်ပေးဝေပါကုန်၏30ဘုံသာဝေနေရများ9ရက်သား9ရက်သမီးများဆွေတော်8000မျိုးတော်ပေါင်းတို့သည်ချင်းတောင်တန်းဆရာတော်ဖရာတရားဒေသနာဟောညွှန်ရာညစဉ်ညတိုင်း၌ပြုသမျှကုသိုလ်အဖို့ကိုဤယနေ့ညတရားအလှကုသိုလ်အဖို့ကိုဤဇဗုတိရိဗိမာန်ဆရာတော်များချမ်းချမ်းသာသာနားနေနိုင်ရန်လှူဒန်းသောအေယာကွန်အလှကုသိုလ်ကောင်းမှုအစုစုတို့နှင့်ပတ်သက်ဆက်နွယ်သောပြုလုပ်ခဲ့ဘူးသောကုသိုလ်အဖို့ကို
ညစဉ်ညတိုင်းတရားအလှကိုဤယနေ့ညကရုဏာဒါနတရားအလှကိုတရားကုသိုလ်ရှင်ဘုချုပ်ကျော်စွာခိုင်နဲ့ထတ်တူညီမြတရားကုသိုလ်ရှင်ဒေါ်ခင်ဖြူမာနဲ့ထတ်တူညီမြသာသမီများဖြစ်ကြသောမောင်လင်းသူအောင်နှင့်ထတ်တူညီမြမခင်စပယ်ခိုင်နဲ့ထတ်တူညီမြမောင်သန့်စင်နဲ့ထတ်တူညီမြမြေဖြစ်သူမောင်ဘုံပြည့်မင်းသူနဲ့ထတ်တူညီမြပါဝင်လူရန်ပေးသောကုသိုလ်ရှင်များအလူရှင်မိသားစုများနဲ့ထတ်တူညီမြတရားနာပရိသတ်များနဲ့အကျိုးတော်ဆောင်လူကြီးမင်းများနဲ့ထတ်တူညီမြရိုက်ကူးရေးအတန်ချက်ဆက်ဆိုင်ရာဆရာတော်ဘုရားကိုကျိုးစုပင့်ဆောင်ရေးတရားပွဲကြီးတွင်ပလင်ပြင်ခြင်းကော်စောခင်းခြင်းပန်းလှဆင်းခြင်းဝေယဝဆဆောင်ရွက်ခြင်းကုသိုလ်အယယဘာဝင်ကူညီကြသောမိသားစုများနှင့်ထတ်တူညီမြတရားပွဲသို့ရင်အသီးသီးဖြင့်ကုသိုလ်ပြုကာလာရောက်ကြကုန်သောယာနဒါနရင်အလှတော်ပေးလူကြသောမိသားစုများနှင့်ထတ်တူညီမြလိုက်ပါလာကြသောတရားနာပရိသတ်များနှင့်ထတ်တူညီမြအမြရကြ၍ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်သည်ဖြစ်ပါစေတည်းအထူးအားဖြင့်ချင်းတောင်တန်းတွင်သာသနာပြုတော်ကျေးဇူးတော်ရှင်ယေရှုဆရာတော်ကြီးအရှင်ဝုဒ္ဓမသာရနှင့်ထတ်တူညီမြတောင်တန်းပေါ်တွင်မကျွတ်မလွတ်သေးသောသာရုခေါ်ရန်မျော်လင့်နေကြသောပုဂ္ဂိုလ်တ attva ဆွေတော်ရှိသားမျိုးတော်ပေါင်းတို့နှင့်ထတ်တူညီမြအကျွန်ုပ်တို့နှင့်ဘဝဆက်ပဋ္ဌာန်းဆက်ကံဆက်ဉာဏ်ဆက်အကြောင်းအကျိုးဆက်ရှိသောဘဝဟောင်းကဆွေစဉ်မျိုးဆက်များနှင့်ထတ်တူညီမြအမြရာ၍ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သတည်းပြုတော်မူကြပါကုန်သောသာဓုသာဓုသာဓု